အဆောက်အုံတစ်ခုမှာလုံခြုံရေးဝန်ထမ်းလုပ်နေတာပါအလုပ်ချိန်အတွင်းမှာသူအိတ်နိုင်နေတာမိသွားတယ်လေအဲ့ဒါနဲ့တခြားလုံခြုံရေးတယောက်ဖြစ်တဲ့မာလူကသူ့ကိုနှိုးပြီးအတွင်းထဲမှာလုပ်နေတဲ့မင်္ဂလာဆောင်ကအစားအသောက်တွေသွားစားရအောင်လို့ခေါ်ခဲ့တယ်ဘူးကတော့ဒါကိုတမျိုးကြီးပဲလို့ခံစားနေရတာပေါ့ခန်းနာလာတဲ့ခန်းမကြီးထဲမှာဧည့်သည်ကနည်းနည်းလေးပဲရှိနေတာကကြည့်ရတာထူးဆန်းနေတယ်လေသူတို့စကားပြောနေတော့မှပဲအဝင်ဝကိုစိန်ခံကားတစ်စီးစိုက်လာတယ်။ဘူးကတေချာစောင့်ကြည့်နေတော့မှပဲအရန်လာတဲ့သူတို့သမီးလေးကားပေါ်ကဆင်းလာတာကိုတွေ့လိုက်ရတယ်။သူမကအတွေ့အမှုနဲ့ပဲနှစ်ယောက်တည်းလာခဲ့တာပါ။အဲ့ဒီသားတို့သမီးကတော့အေးဆက်တဲ့အမှုအရာကြောင့်နာမည်ကြီးတဲ့စီရရှန်ယူပါပဲဒီနေ့ကသူမအတွက်အရန်ရေးကြီးတဲ့နေ့ပေါ့။သူမရဲ့ယာရုကိုဆက်ထိန်ထားနိုင်ဖို့ဆိုရင်သူမကမင်္ဂလာဆောင်ကိုဆောင်မဖြစ်မယ်လေဒါပေမဲ့ပြင်ဆင်မှုတွေလုပ်နေတော့မှပဲအတွေ့အမှုလင်းလင်းကသတင်းစိုးတစ်ခုနဲ့အလောတကြီးရောက်လာတယ်။သူတို့သားဖြစ်တဲ့လီယန်ကထွက်ပြေးသွားပြီတဲ့ဒါပေမဲ့ရှန်ယူကတော့ဘာမှအံ့ဩမနေဘူးသူမကလင်းလင်းကိုဒီနေ့အတွင်းမှာပဲသူမကိုလက်ထပ်မဲ့နောက်ထပ်လူတစ်ယောက်ကိုရှာခိုင်းလိုက်တယ်မင်္ဂလာပွဲကတော့ဖြစ်အောင်ဆက်လုပ်ရမှာပဲလေတခြားအခန်းတစ်ခုမှာတော့ချမ်းသာတဲ့စီကိုရန်ရှင်းကတောက်စရာလေးတောက်ပြီးအေးဆေးဖြစ်နေတဲ့လီယန်ကိုထွက်ပြေးအောင်လုပ်ခဲ့တာသူကိုယ်တိုင်ပဲလေသူ့ရဲ့တကယ့်ရည်ရွယ်ချက်ကတော့ရှန်ယူကိုသူကိုယ်တိုင်လက်ထပ်ပြီးသူမရဲ့ကုမ္ပဏီကိုသိမ်းပိုက်ဖို့ပေါ့ခန်းမထဲမှာတော့ရှန်ယူကဝူစီကိုရှောက်လာပြီးလက်ထပ်စာချုပ်နဲ့အတူချက်ချင်းလက်ထပ်ဖို့ကမ်းလှမ်းလိုက်တယ်။ဝူကတော့စွန့်သွားပြီးညင်းလိုက်တာပေါ့။သူကမင်္ဂလာဆောင်နေဆိုတာချစ်လို့ပဲဖြစ်တဲ့နဲ့အဆင်ပြေုံနဲ့မလုပ်သင့်ဘူးလို့ပြောခဲ့တယ်။ဒါပေမဲ့ဒါကသူ့ရဲ့ဇလန်းအစပဲဆိုတာသူတို့မသိခဲ့ကြဘူး။ကျွန်တော်နာမည်ကရှောင်းဝူဒီပါတဲ့သူ့ရဲ့ညင်းဆုံမှုကိုခံရပြီးနောက်မှာတော့ရှန်ယူကလက်မလျှော့ပဲရှေ့ဆက်တယ်လင်းလင်းကလည်းစာချုပ်နဲ့လက်ထပ်မဲ့နောက်ထပ်လူတစ်ယောက်ကိုရှာတွေ့ခဲ့ပြန်ရောမင်္ဂလာပွဲမစခင်လေးမှာပဲရန်ရှင်းကရောက်လာတယ်သူကဒူးထောက်ပြီးစိန်လက်စွပ်နဲ့ကမ်းလှမ်းခဲ့ပေမဲ့ရှန်ယူကတော့အေးအေးဆေးဆေးပဲညင်းလိုက်တယ်သူ့ရဲ့ရည်ရွယ်ချက်အမှန်ကိုသူမသိနေတယ်လို့သူမရဲ့ကုမ္ပဏီကိုလည်းသူ့လက်ထဲအရောက်မခံနိုင်ဘူးလေခဏအကြာမှာတော့လင်းလင်းကထိတ်ထိတ်လန့်လန့်နဲ့ပြန်ရောက်လာတယ်အစားထိုးမဲ့သူတို့သားကပျောက်သွားပြန်ပြီးတဲ့ရှန်ယူလည်းစိတ်ကြက်အားငယ်နေတဲ့အချိန်မှာပဲဘူးကအနက်ရောင်ဝတ်စုံကြီးနဲ့ရောက်လာခဲ့တယ်သူကရန်ရှင်းရဲ့လူတွေကိုနှိမ်နှင်းပြီးရှန်ယူနဲ့ရန်ရှင်းရှေ့မှာရက်လိုက်တယ်ပြီးတော့သူကရှန်ယူကိုသူတို့သမီးပန်းစည်းလေးပေးပြီးမင်္ဂလာပွဲကိုဆက်ကျင်းပရအောင်လို့ပြောလိုက်ပါတော့တယ်သူတို့ခမ်းမဘက်ကိုရှောက်သွားနေတော့ရှင်းယူရဲ့ဦးလေးကရောက်လာတယ်သူတို့ကဦးကိုတန်တရားရှိပြီးဘာရွယ်ချက်နဲ့လာတာလဲဆိုတာမေးကြတာပေါ့ရှင်းယူနဲ့ဘလို့ဆုံးခဲ့တာလဲဘာလို့ချစ်တာလဲဆိုတာကိုကျန်းကအတင်းပြီးတော့ရှင်းယူကဘာပြောရမှန်းမသိပဲကြောင်အန်းဖြစ်သွားတယ်ဒါပေမဲ့ဦးကတော့အေးအေးဆေးဆေးပဲပြန်ဖြေပါတယ်သူကရှင်းယူရဲ့အမှုအကျင့်တွေနဲ့နေ့စဉ်ဘဝအကြောင်းတွေကိုအသေးစိတ်ပြောပြပြီးသူမကိုဘလောက်တောင်သဘောကျမြတ်နိုးတယ်ဆိုတာရှင်းပြခဲ့တယ်ရှင်းယူကတော့တော်တော်လေးအံ့ဩသွားတာပေါ့သူကဒါတွေကိုပဲလူများဒီလောက်တောင်သိနေရတာလဲလို့တွေးနေမိတယ်တကယ်တော့အမှန်တရားကစိတ်မသက်မသာဖြစ်เสียပါပဲဦးကသူမကိုမတိမတာနဲ့အကြာကြီးစောင့်ကြည့်နေခဲ့တာဖြစ်ပြီးသူမကိုချောင်းကြည့်နိုင်ဖို့အတွက်သူမတိုက်ခန်းနဲ့မျက်စိချင်းဆိုင်ကအခန်းကိုတော့ငှားထားခဲ့တာလေမင်္ဂလာဆောင်ပြီးတဲ့နောက်မှာတော့နေ့စဉ်ဘဝကပုံမှန်တိုင်းပြန်ဖြစ်သွားပါတယ်ဦးနဲ့မာလူကိုရှင်းယူရဲ့ရုံးခန်းမှာစောင့်ကြပ်ဖို့တာဝန်ပြန်ပေးလိုက်တယ်တမနက်မှာတော့လင်းကအရေးကြီးတဲ့စာရွက်စာတမ်းတွေကိုခိုးသွားတယ်ဆိုတဲ့သတင်းကိုရှင်းယူကြားလိုက်ရတယ်သူမကဒါကိုစစ်ဆေးပြီးလင်းမထွက်ပြေးခင်ဖမ်းဖို့လုံခြုံရေးအဖွဲ့ကိုအမိန့်ပေးလိုက်တာပေါ့လုံခြုံရေးနှစ်ယောက်ကကားပါကင်မှာလူတစ်ယောက်ကိုဖမ်းမိခဲ့ပေမဲ့သူကလင်းမဟုတ်နေဘူးအဲ့ဒီအချိန်မှာပဲဦးကလည်းသူ့ဘာသာသူလိုက်ရှာနေတာပါသူကဒါကိုထပ်ပြီးတေချာစစ်ကြည့်တော့မှလင်းကကားအမေးရောင်တစ်စီးထဲမှာပုံနေတာကိုတွေ့သွားပြီးဖမ်းလာခဲ့တယ်ပြီးတော့ရှင်းယူစီကိုခေါ်လာပေးတာပေါ့လင်းရဲ့နှာခေါင်းမှာဒဏ်ရာရနေတာကိုရှင်းယူမြင်တော့ဦးကိုဘာလို့သူ့ကိုထိုးလိုက်တာလဲလို့မေးပါတယ်အဲ့ဒီမှာလင်းကခွင့်လွှတ်ဖို့တောင်းပန်ပြီးသူကရန်ရှင်းခိုင်းတဲ့အတိုင်းလုပ်ရတာပါလို့ဝန်ခံလိုက်တယ်ရန်ရှင်းကသူ့ကိုတစ္ဆာဖောက်ခိုင်းဖို့အတွက်သူ့ရဲ့ညီမလေးကိုတစ္ဆာခံအဖြစ်ဖမ်းထားလို့ပါတဲ့အလုပ်စင်းတော့ရှင်းယူကဝူကိုသူ့တိုက်ခန်းမှာလာနေဖို့ခေါ်တယ်။ဝူကသူတို့လက်ထပ်ထားတာကစာချုပ်နဲ့ပဲလေဆိုပြီးဝေခွဲမရဖြစ်နေပေမဲ့ရှင်းယူကတော့ဇွတ်ခေါ်နေတာသူ့ဦးလေးနှစ်ယောက်ကအိမ်ကိုစောင့်ကြည့်ဖို့သူ့ရှိုတွေလွှတ်ထားလို့သူတို့တန်တရားမဝင်အောင်လုပ်ချင်နေတာလေ။တိုက်ခန်းရောက်တော့ရှင်းယူကစာချုပ်ထဲကစီကန်းချက်အစ်တွေကိုထပ်ရှင်းပြတယ်။ဦးလေးတွေကသူတို့ပတ်သက်မှုကိုထပ်မမေးနိုင်အောင်ဝူကိုတကယ်လင်မယားတွေလိုပြပြဟန်ဆောင်ဖို့ပြောလိုက်တယ်။အဲ့ဒီမှာဝူကဗိုက်စာနေတဲ့ခင်ပွန်းအတွက်ဇနီးဖြစ်သူကထမင်းဟင်းချက်ပေးရမယ်ဆိုပြီးဆန်းနောက်လိုက်သေးတယ်ရှင်းယူကတော့သူကဘသူ့အတွက်မှလည်းဟင်းမချက်ပေးဘူးချက်လဲမချက်တတ်ဘူးလို့အေးအေးဆက်ဆက်ပြန်ပြောလိုက်တာပေါ့။အဲ့ဒီအချိန်မှာလူခေါ်ပဲတီးတန်ကြားလို့ကြည့်လိုက်တော့ဒရိုင်ဘာတယောက်ကရှင်းယူမှာထားတဲ့အစားအသောက်တွေအများကြီးလာပို့တာရှင်းယူကသူ့ကိုမကြွေးဘူးလို့ညင်းပေမဲ့ဝူကတော့ကလူကလီနဲ့ဝင်စားလိုက်တာပဲလမ်းတစ်ဖက်မှာလည်းရှင်းယူဦးလေးတွေလွှတ်ထားတဲ့သူရှိုးကတေချာစောင့်ကြည့်နေတာသူတို့နှစ်ယောက်အတူတူစားနေတာကိုမြင်တော့သူတို့တွေတကယ်ပဲအရန်ရင်းနှီးနေကြပြီလားဆိုပြီးအဲ့ဒီသူရှိုးကစိတ်တူနေတာပေါ့နောက်နေ့ကျတော့ဝူကမာလင်းဆိုတဲ့ချစ်စရာကောင်းတဲ့ကောင်မလေးတစ်ယောက်ကိုတတိထားမိသွားတယ်မာလူကသူ့ညီမလေးပါဆိုပြီးမိတ်ဆက်ပေးပြီးတော့ရှင်ယူရဲ့ကုမ္ပဏီမှာအလုပ်ရအောင်ကူညီပေးဖို့ဝူကိုအကူအညီတောင်းတဲ့ကောင်မလေးကိုသဘောကျသွားတဲ့ဝူကလည်းကူညီပေးမယ်လို့တတိပေးလိုက်တာပေါ့အဲ့ဒီနောက်ရှင်ယူကိုမာလင်းအကြောင်းပြောတော့ဝူကနည်းနည်းတော့ကြောက်နေတယ်ဒါပေမဲ့လူတွေ့စစ်တုံးကကောင်မလေးကတော်တော်လေးအရေးချင်းရှိတယ်လို့ပြောလိုက်တယ်ဝူကအဲ့ဒီကောင်မလေးကိုချီးကျူးနေတာမြင်တော့ရှင်ယူကတဝင်းတိုးတလိုမျိုးနဲ့မာလင်းရဲ့ဖိုင်ကိုပြန်စစ်ပြီးဓာတ်ပုံကိုလည်းတေချာကြည့်နေသေးတယ်
အဲ့ဒီနေ့ညနေမှာရှင်ယူနောက်ကိုလူရုပ်မာတယောက်ကနောက်ယောင်ခံလိုက်နေတာအဲ့ဒီလူတစ်ခုခုမလုပ်ခင်မှာပဲဦးကကြားကနေဝင်သားလိုက်တယ်ရှင်ယူမသိတာကဦးကအဲ့ဒီအနေရကိုကြိုတိနေတာရှင်ယူကသူ့ကိုဖုန်းခေါ်ခဲ့ပေမဲ့ဦးကဖုန်းမကင်ခဲ့ဘူးသူ့နောက်ကနေတောက်လျှောက်လိုက်လာတာကိုရှင်ယူမသိစေချင်လို့ကားတစ်စီးနောက်မှာပုံနေခဲ့တာလေနောက်နေ့ကျတော့မာလူကဝုကိုဝရမ်းပြေးတွေရှာတဲ့ website တစ်ခုအကြောင်းပြောပြတယ်ဖမ်းဆီးမိဖို့အလိုရှိဆုံးတရားခံထုံမင်းရဲပုံကိုပြရင်းနဲ့သူ့ကိုဖမ်းမိရင်တော့ချမ်းသာပြီဆိုပြီးနောက်ပြောင်နေသေးတယ်ဝုကတော့စိတ်မဝင်စားတဲ့ပုံနဲ့ပြန်အိပ်ပျော်သွားတာပဲခဏနေတော့ရှင်ယူကမင်းညကကိစ္စကိုဝုကိုလာမေးတယ်ကားပါကင်ထဲမှာဝုဖုန်းတန်ကြားလိုက်ပေမဲ့ဝုကိုတော့မမြင်လိုက်ဘူးလို့သူကပြောတယ်သူကတန်တရားဖြစ်ပြီးသူ့နောက်ကိုလိုက်နေတာလားဆိုပြီးမေးတယ်အထင်လွဲမှာဆိုလို့ဝေကအမှန်တိုင်းရှင်းပြလိုက်တယ်သူ့အကိုဆုံးသွားတဲ့ရှင်ချမ်းကသူမရဲ့ဘေးကင်းလုံခြုံရေးအတွက်သူ့ကိုအနံခဲ့တယ်လို့ပြောပြတယ်ဘလို့အခြေအနေမျိုးမှမဆိုကာကွယ်ပေးမယ်လို့လဲဝေကကတိပေးခဲ့တယ်သူ့ရဲ့စိတ်ရင်းကိုတက်တည်ပြဖို့အတွက်ရှင်ချမ်းရဲ့ဆွဲကြိုးကိုပြန်ပေးလိုက်ပြီးဒါဟာရှင်ချမ်းကသူ့ပေါ်ထားခဲ့တဲ့ကျေးဇူးကိုပြန်ဆက်တာပါလို့ရှင်းပြခဲ့တယ်နောက်နေ့မှာရှင်ယူကဝေကိုဦးလေးရှင်အိမ်မှာညစာအတူစားဖို့ခေါ်သွားတယ်အိမ်ရောက်တော့နေမယားချင်းချင်းချစ်ကြတယ်လို့မျိုးပြကျင်လို့ရှင်ယူကဝေရဲ့လက်ကိုတင်းတင်းလေးစုပ်ကင်ထားခဲ့တယ်ဦးလေးကဘာပြောမလဲဆိုတာကိုသူစိုးရိမ်နေပုံရတယ်ဦးလေးရှန်ကတော့သဘောမတူဘူးဆိုတာကိုအထင်ရှားပြခဲ့တယ်ဦးလေးအတွက်တော့ဝေဆိုတာလုံခြုံရေးဝန်ထမ်းတစ်ယောက်ပဲလေရှင်ယူလို့ဆရာတစ်ယောက်နဲ့မထိုက်တန်ဘူးလို့ယူဆနေတာဒါကိုဝေကသဘောကျပြီးသူဟာတာမန်လုံခြုံရေးတစ်ယောက်မဟုတ်ဘူးဆိုတာတက်တည်ပြမယ်လို့ယုံကြည်ချက်ရှိရှိနဲ့ပြန်ပြအော်လိုက်တယ်သူကဖုန်းထဲမှာအချိန်မှတ်ပြီးတော့အမှုပညာခန်းထဲမှာဝတ်ထားတဲ့နားထောင်တဲ့ဆက်ဘက်တွေအကုန်လုံးကိုရှာပြမယ်လို့စိန်ခေါ်လိုက်တယ်။သူ့ရဲ့စစ်သားဘဝကလေ့ကျင့်ခန်းတွေကိုတုံးပြီးတော့စက်ပစ္စည်းတွေကိုအချိန်တိုလေးအတွင်းမှာပဲအကုန်ရှာပြလိုက်တာပေါ့။ဦးလေးရှန်လည်းဝေးရဲ့စွမ်းဆောင်ရည်ကိုအထင်သေးမိခဲ့မှန်းသိသွားပြီးအတော်လေးအံ့ဩသွားတယ်။အပြန်လမ်းမှာတော့ရှင်ယူကပိုပြီးတိကျင်စိတ်တွေဖြစ်လာတယ်။ဒါနဲ့ဝေကိုသူ့ရဲ့နှက်ခမ်းဒီအယောင်ကိုခံမှန်းခိုင်းပြီးစမ်းကြည့်တာပေါ့။ဝေကအယောင်တွေကိုတခုမကြမ်းမှန်အောင်ပြောပြနိုင်ခဲ့ပြီးတော့စုအနေနဲ့အနမ်းတစ်ချက်ရမလားဆိုပြီးစလိုက်သေးတယ်ဝေကအဲ့ဒီလိုရဲရဲတင်းတင်းပြောလိုက်တော့ရှင်ယူခများကြောင်သွားပြီးရှက်ကိုရှက်ကန်းဖြစ်သွားတာပေါ့နောက်နေ့မှာတော့ဝေနဲ့မာလင်းတို့ရုံးမှာညမိုးချုပ်တဲ့အထိအလုပ်လုပ်နေခဲ့ကြတယ်ရုတ်တရက်ကြီးမီးပြတ်သွားတယ်ဒေတာခန်းထဲကနေအတန်တွေကြားရတာနဲ့သူတို့သွားကြည့်ကြတာပေါ့အဲ့ဒီအချိန်မှာပဲဦးနဲ့မာလူးကအဆောက်အဦထဲဝင်ဖို့စူးစမ်းပေမဲ့စတန်ကန်လျှက်စစ်တုပ်နဲ့အလေးအနှိုက်တိုက်ခိုက်ခံလိုက်ရတယ်ဒေတာခန်းထဲမှာတော့လူတစ်ယောက်ကမာလင်းကိုတတိလစ်အောင်လုပ်ပြီးရှင်ယူကိုလက်နက်နဲ့ချိန်ထားတယ်တိုက်ခိုက်တဲ့လူကနင်းဖြစ်နေတာကိုတီးလိုက်ရတော့ရှင်ယူတော်တော်လေးအံ့ဩသွားတာပေါ့လင်းကသူတစ္ဆာဖောက်လိုက်ပြီဆိုတာကိုဖွင့်ပြောလိုက်ပြီးရန်ရှင်းခိုင်းတဲ့အတိုင်းကုမ္ပဏီဒေတာတွေကိုပေးဖို့တောင်းဆိုလာတယ်အဲ့ဒီအချိန်မှာပဲဝူကအချိန်မီရောက်လာခဲ့တယ်။သူကလင်းကိုလှည့်စားဖို့အတွက်စောစောကတတိလေးချင်အောင်ဆောင်နေခဲ့တာပါ။သူ့မှာပါတဲ့စတန်ကန်နဲ့ပဲလင်းကိုချက်ချင်းနှိမ်နှင်းလိုက်တယ်။ရွှန်ရှင်းကတပါးကနေကြည့်နေမယ်ဆိုတာသိလို့သူကိုယ်တိုင်သူတွေကိုတမင်ပိတ်ထားခဲ့တာလို့လည်းဝန်ခံခဲ့တယ်။အရှုပ်ထွေးတွေပြီးသွားတော့ဝူစီဖုန်းတစ်လုံးဝင်လာတယ်။ဖုန်းဆက်တဲ့လူကဝူကဘာတူလဲဆိုတာသိနေပြီးတော့ဘာတစ်ခုကိုလာခဲ့ဖို့ပြောတယ်။အဲ့ဒီအချိန်မှာပဲရှင်ယူလဲအဲ့ဒီနေရာကိုလာဖို့ message တစ်ခုရခဲ့တယ်ဝူရောက်သွားတဲ့အခါဖုန်းဆက်တဲ့သူကအလီဆိုတဲ့အမျိုးသမီးဖြစ်နေတာကိုတွေ့ပြီးအံ့ဩသွားတယ်သူမကဘာတူလဲဆိုတာဝူကစဉ်းစားနေတော့မှပဲအဲ့ဒီအမျိုးသမီးကဝူရဲ့ဖြော်ရည်တဲကိုတစ်ခုခုခိုးထည့်လိုက်တယ်ဆေးရှိန်ကချက်ချင်းတက်လာပြီးဝူကိုမူးနောက်သွားစေတာပေါ့အီလီကသူ့ကိုစနောက်ပြီးစိတ်ဝင်စားနေတာကိုအထင်ရှားပြနေခဲ့တယ်သူမနောက်ထပ်ဘာမှဆက်မလုပ်နိုင်ခင်မှာပဲရှင်ယူရောက်လာခဲ့တယ်တခြားမိန်းကလေးတစ်ယောက်ကိုဝူအနာအကန့်မခံချင်တာနဲ့ရှင်ယူကဝူကိုချက်ချင်းပဲဆွဲခေါ်သွားတော့တာပဲအခန်းပြန်ရောက်တော့ဝူကဆေးရှိန်ကြောင့်ကိုမနေထိန်နေရတယ်သူငူးငူးဝေဝေနဲ့ရှင်ယူကိုနမ်းမလိုတောင်ဖြစ်သွားခဲ့သေးတယ်ဒါပေမဲ့ကိုထိန်ဖို့အတွက်တတိလစ်သွားတဲ့အထိကိုကောင်းကိုပြန်ထုလိုက်တဲ့ရှင်ယူကတော့တကယ်တော့နမ်းတာကိုစိတ်မရှိပေမဲ့ဝူဒီလိုလှုပ်လိုက်တာကိုကြည့်ပြီးစိတ်တူသွားတာပေါ့နောက်တနေ့မနေ့ရောက်တော့ဝူကငါဘာများမှားလုံးမိလိုက်လဲဆိုပြီးစိတ်ပူပြီးနိုးလာတဲ့ရှင်ယူကစိတ်ကောက်နေတော့မဲဆိုပေမဲ့ဘာမှမဖြစ်ခဲ့ပါဘူးလို့သူ့ကိုပြန်ပြောပြလိုက်တယ်သူမရဲ့လေတံကအေးအေးဆေးဆေးဖြစ်နေပေမဲ့ကုမ္ပဏီကိုတိမ့်ဖို့စူးစမ်းနေတဲ့ရန်ရှင်းကတော့လက်လျှော့မှာမဟုတ်ဘူးဆိုတာသိနေတော့စိတ်ပူနေတော့မဲပေါ့အဲ့ဒီနေ့ညနေပိုင်းမှာတော့ရှင်ယူကအရေးကြီးတဲ့ပွဲတစ်ခုကိုအတူတူလိုက်ခဲ့ဖို့ဝူကိုခေါ်လိုက်တယ်သူတို့ရောက်သွားတော့သူမကသူ့ကိုအတွင်းထဲကိုကိုဘာသာကိုပဲဝင်ခဲ့တော့ဆိုပြီးနောက်ပြောင်ပြီးပြောလိုက်တယ်ခမ်းမရဲရောက်တော့သူမကကုမ္ပဏီရဲ့ပူးပေါင်းဆောင်ရွက်ရေးအဆိုပြုလွှာကိုအကြီးတန်းရာရှိတယောက်ကိုတင်ပြဖို့ပဲအာရုံစိုက်နေခဲ့တာပေါ့ရန်ရှင်ခိုးသွားတဲ့အစီအစဉ်အစားအရန်အစီအစဉ်တစ်ခုပြင်ဆင်ထားတယ်လို့လည်းသူမကရှင်းပြလိုက်တယ်အဲ့ဒီအချိန်မှာပဲတကယ်ကိုထင်ရှားပေါ်လွင်တဲ့အမျိုးသမီးတယောက်ရောက်လာတာကြောင့်သူတို့စကားပြောနေတာပြတ်သွားတယ်အားလုံးအံ့ဩသွားတာကအဲ့ဒီအမျိုးသမီးဟာလူတိုင်းဝိုင်းဝန်းရှာဖွေနေကြတဲ့ရင်းနှီးမြှုပ်နှံသူတစ်ယောက်ဖြစ်နေလို့ပဲပိုပြီးအံ့ဩဖို့ကောင်းတာကသူမကဝူတဲ့ကိုမြင်တော့အယံဝမ်းသာသွားတာပဲငင်းစားဆိုတဲ့အဲ့ဒီအမျိုးသမီးကဧည့်သည်တွေရှိမှတင်သူ့ကိုဖတ်လိုက်တဲ့ဝူတိုင်လဲကြောင်သွားတာပေါ့သူကတစ်ချိန်လုံးကသူမရဲ့ကိုရန်တော်အဖြစ်လှုပ်ပေးခဲ့ဘူးတာကို
နင်းစာကသူ့ကိုအရန်ကတ်နေတာကိုကြည့်ပြီးရှင်ကြီးတို့တယောက်စိတ်တူပြီးခမ်းမတွေကနေဝုံတိုင်းကျဲထွက်သွားတော့တာပဲဘူးလေသူမနောက်ကိုလိုက်သွားတယ်တက်လေကားနာရောက်တော့နိုင်စာနဲ့ပတ်သက်တဲ့သူ့ရဲ့အတိတ်ကမှန်တရားကိုရှင်းပြလိုက်တယ်အဲ့ဒီအချိန်မှာပဲအကြီးတဲ့အရာရှိကဧကန်ထဲမှာရှိနေတဲ့ရှင်ကြီးစီကိုလာခဲ့တယ်နင်းစာကသူမရဲ့စီမံကိန်းမှာရင်းနှီးမြှုပ်နှံဖို့သဘောတူလိုက်ပြီလို့သူကပြောလိုက်တယ်ရှင်ကြီးကလည်းအရန်ပျော်ပြီးအဆောက်အဦထဲကနေထွက်လာခဲ့တယ်ရင်းနှီးမြှုပ်နှံသူရသွားတဲ့အတွက်ကိုကသူမကိုဂုဏ်ပြုစကားပြောလိုက်တယ်အဲ့ဒါကိုအောင်ပွဲခံဖို့အတွက်ရှင်ကြီးကဝိုးကိုအပြင်မှာတောက်ဖို့ဖိတ်လိုက်တယ်မြို့ရဲ့တစ်ဖက်မှာတော့သူတို့နှစ်ယောက်နီးစပ်နေတာကိုကြည့်ပြီးဒေါသထွက်နေတဲ့ရန်ရှင်ကရှင်ကြီးကုမ္ပဏီရဲ့ဒေတာတွေကိုချက်ချင်းခိုးဖို့သူ့လူတွေကိုခိုင်းလိုက်တော့တယ်တားနာတဲ့စားတောက်ဆိုင်တစ်ခုမှာစိတ်ကြည်နေတဲ့ရှင်ကြီးကဝိုးကိုနောက်ပြောင်နေတဲ့သူမကသူ့မျက်နှာကိုကင်ပြီးငါနဲ့နိုင်စားဘသူပိုလှလဲဆိုပြီးမေးလိုက်တယ်ဘူးလေအလေးအငိုက်မိသွားပြီးစွန့်သွားတာပေါ့အဲ့ဒီအချိန်မှာပဲရှင်းချောင်းကိုပေးခဲ့တဲ့ဂတိကသူ့ကောင်းထဲပေါ်လာတယ်သူ့မျက်နှာကတင်းမာသွားပြီးအဲ့ဒီလိုမျိုးတွေမမေးဖို့နဲ့သူတို့ရဲ့အိမ်တော်ကြီးဟာစာချုပ်အရာပဲဆိုတာကိုရှင်ကြီးကသတိပေးလိုက်တယ်ရုတ်တရက်ရှင်ကြီးရဲ့ဖုန်းမိလာတယ်တယောက်ယောက်ကကုမ္ပဏီဒေတာတွေကိုဟက်နေတယ်ဆိုပြီးမင်းကသတိလန်းပေးတာရှင်ကြီးနဲ့ဘူးလေရုံးကိုအမြန်ပြေးသွားကြတယ်စာပါခန်းထဲရောက်တော့ဘူးကတေချာရှာကြည့်လိုက်တာမနေ့ကလင်းလာထိုးထားခဲ့တဲ့ flash drive ကိုတွေ့သွားတယ်လေအဲ့ဒါကိုစနစ်သေးကိုခိုးဝင်ဖို့တုံးခဲ့ကြတာပါတစ်ဖက်မှာလည်းမန်ရှင်ကသူ့အစီအစဉ်ပြတ်သွားပြီဆိုတဲ့သတင်းကိုရလိုက်တယ်သူတအားဒေါသထွက်သွားပြီးတော့ဝိုင်းရဲ့နာမည်ကို online ကဝရမ်းပြေးစရင်းနဲ့ထည့်ခိုင်းလိုက်တယ်ပြီးတော့သူ့ကိုတတ်နိုင်တဲ့သူကိုစုကြီးအများကြီးပေးမယ်လို့လည်းအတွင်းရေးမှူးကိုအမိန့်ပေးလိုက်ပါတယ်နောက်နေ့မှာမာလိုကဝိုင်းရဲ့နာမည်ကို online ဝရမ်းပြေးစရင်းထဲမှာမြင်ပြီးလန့်သွားတယ်သူစီကိုအပြေးလွှားသွားပြောပေမဲ့ဦးကတော့ဘာမှမဖြစ်တယ်လို့အေးအေးဆေးဆေးပဲနေလေခင်းတရေပြန်အိတ်နေခဲ့တယ်အဲ့ဒီညမှာပဲဘာကအမျိုးသမီးလေးကပြန်ပေါ်လာပြန်နေသူကဝို့ကိုချင်းချောက်ပြီးလျှို့ဝှက်လက်နက်နဲ့တိုက်ခိုက်ပေမဲ့ဝိုကတော့အသာလေးပဲရှောင်နိုင်ခဲ့တယ်ဝို့အံ့ဩသွားတာကအလေးကကျင်းနေနေတဲ့ပုံပဲသူကိုယ်တိုင်လည်းဝရမ်းထုတ်ခံထားရပြီးအလိုက်ခံနေရတဲ့သူမို့လို့ဦးဘလောက်ဆွန်းလဲဆိုတာကိုစမ်းတက်ကြည့်တာလို့ဝန်ခံလိုက်တယ်သူထွက်သွားပြီးမကြခင်မှာပဲကားတော်များများရောက်လာပြီးလက်နက်ကင်ထားတဲ့လူတွေကဝို့ကိုဖမ်းဖို့ဝိုင်းလာကြတယ်မားလို့ရောက်လာပြီးကူညီပေးတဲ့အထိသူကအပြင်းထန်ပြန်တိုက်ခဲ့တဲ့နောက်ဆုံးတော့သူတို့နှစ်ယောက်ပေါင်းပြီးတိုက်ခိုက်တဲ့သူတွေကိုမောင်းထုတ်လိုက်နိုင်ပါတယ်တိုက်ပွဲမှာမောင်ရဒဏ်ရာရသွားပေမဲ့သူကိုယ်တိုင်ပဲဆေးထည့်ပြီးဝိုးကိုတတိပေးလိုက်တယ်ဟူရဲ့ခေါင်းပေါ်ကစုကြီးကပုံများလာပြီးရန်ပြေးစရင်မှာလည်းနာမည်ကပိုတက်လာတယ်ဒါကြောင့်မို့လူစိမ်းတွေကသူ့နောက်ကိုလိုက်နေကြတာပေါ့ဒါပေမဲ့ဝိုးကတော့ဘသူကဒီကိစ္စတွေရဲ့နောက်ွယ်မှာတကယ်ရှိနေလဲဆိုတာကိုစဉ်းစားမရပဲဝေခွဲမရဖြစ်နေတော့မယ်တစ်ဖက်မှာလည်းရှင်ကြီးရဲ့ဦးလေးနှစ်ယောက်ကသူ့ရဲ့ဦးဆောင်မှုနဲ့ပတ်သက်ပြီးငင်းခုန်နေကြတယ်ပရောဂျက်သေးလေးတစ်ခုကိုကာကွယ်ဖို့အတွက်ကုမ္ပဏီဝယ်ယူမဲ့အစီအစဉ်ကြီးကိုသူညင်းလိုက်လို့သူတို့ကစိတ်ပြက်နေကြတာဇွန်ကတော့နောက်လာမဲ့ဘုတ်ဖွဲ့စည်းဝေးမှာရန်ရှင်ရဲ့အကူအညီကိုရဖို့စီစဉ်နေပြီးနောက်နေ့မှာရန်ရှင်ကစိတ်ကမ်းမှာနင်းစာနဲ့တွေ့တယ်သူကဝူးရဲ့အိမ်အောင်ရေးနဲ့ပတ်သက်ပြီးမဟုတ်ကဟုတ်ကတွေရှောက်ပြောပြီးနင်းစာကရှင်ကြီးကိုအမြင်ဆောင်သွားအောင်လုပ်လိုက်တယ်ကူညီချင်းအောင်ဆောင်ပြီးတော့နိုင်စာကိုဘူးနဲ့ပုံနီးဆက်အောင်လဲတိုက်တွန်းခဲ့တယ်နိုင်စာကဝူးကိုစိတ်ဝင်စားနေမှန်းသူသိနေတာကိုအဲ့ဒီနောက်တော့နင်းစာကရှင်ယူရဲ့ကုမ္ပဏီကိုတွားပြီးလိုင်းကိုသူ့ရဲ့စီးပွားရေးဆက်သွယ်ရေးမှုအဖြစ်တမင်မိတ်ဆက်ပေးခဲ့တယ်။အဲ့ဒီအချိန်ကစပြီးရှင်ယူတယောက်လိုင်းနဲ့အတူတူအလုပ်လုပ်ဖို့ဖိအားပေးခံလိုက်ရတော့တာပါပဲ။နင်းကရှင်ယူနဲ့နီးနီးကက်ကက်ပြန်နေရဖို့စိတ်အားထက်သန်နေပြီးပျော်နေပေမဲ့ရှင်ယူကတော့အတူရှိနေုံတက်တက်နဲ့ပဲအောင်တက်တက်တီးခံနေတာပါ။နင်းကမင်္ဂလာဆောင်တုန်းကသူမကိုပြစ်သွားခဲ့တဲ့အတွက်တောင်းပန်ပြီးခွင့်လွှတ်ပေးဖို့ပြောတယ်။အနည်းဆုံးတော့စီးပွားဖက်တငယ်ချင်းတွေအဖြစ်ပြန်စားကြရအောင်လို့လဲသူကအဆိုပြုခဲ့တယ်။ဒီ project ကဘလောက်အရေးကြီးလဲဆိုတာသိတဲ့အတွက်ကူညီပေးမယ်လို့လဲသူကတိပေးတယ်ငင်းစီပို့ပေးလိုက်တဲ့မုံတွေကိုတောင်သူကပေးသေးတာပါနင်းကသူမမှာဥနဲ့မတည့်တဲ့ဓမ္မတဲမှုရှိမှန်းသိနေတာတောင်ပေးတာဆိုတော့ရှင်ယူကတွေးဝေသွားပေမဲ့လက်ဆောင်ပေးတာကိုကျေးဇူးတင်တဲ့အနေနဲ့တခုတော့စားလိုက်ပါတယ်ခဏကြာတော့သူမအခန်းထဲကနေထွက်လာတဲ့အချိန်မှာပဲမူးလဲမလို့ဖြစ်သွားတယ်အဲ့ဒီအချိန်မှာဝိကိုအနားမှာရှိစေခြင်းပေမဲ့နင်းကပဲသူမကိုဆေးရုံကိုပွေ့ခေါ်သွားခဲ့တယ်ရှင်ယူတက်တာလို့နိုးလာတဲ့အခါကတင်ဘေးမှာနင်းကိုတွေးလိုက်ရလို့လန့်သွားတယ်သူကမတည့်တာကိုမေ့သွားလို့ပါဆိုပြီးတောင်းပန်နေပြီးတော့သူနဲ့အစ်စ်ကပြန်စားဖို့ပြောရင်းနဲ့မင်္ဂလာဆောင်ကနေထွက်ပြေးခဲ့ရတာကရန်ရှင်းကသူ့ညီမလေးကိုတဆခံအဖြစ်ဖမ်းပြီးချင်းချောက်ခဲ့လို့ပါလို့ရှင်းပြတယ်ရှင်ယူကတော့သူ့ရဲ့ရှင်းပြချက်ကိုနားထောင်ပြီးဒေါသထွက်သွားအားတယ်အဲ့ဒီအချိန်မှာပဲဝီကစားစရာတွေနဲ့ရောက်လာပြီးတကယ်ဂရုစိုက်ကြောင်းပြသခဲ့ပါတယ်သူတို့နှစ်ယောက်ရင်းနှီးနေတာကိုကြည့်ပြီးလင်းကစိတ်မသက်မသာဖြစ်လာလို့အပြင်ထွက်သွားတယ်လင်းထွက်သွားပြီးတဲ့နောက်ရှင်ယူကဦးတီကိုစူပါတော့တယ်သူမရဲ့ဘေးကင်းလုံခြုံရေးကသူ့တာဝန်ဆိုတာကိုသတိပေးပြီးနောက်တစ်ခါအမှားမခံဘူးလို့လည်းပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲလင်းစီကိုညီမဖြစ်သူတဆခံအဖြစ်ဖမ်းခံထားရတဲ့ဗီဒီယိုရောက်လာတယ်သူလည်းထိတ်လန့်သွားပြီးအလုံးမအောင်မြင်တဲ့အတွက်ရန်ရှင်းကိုဖုန်းဆက်တောင်းပန်ရတော့တယ်ညီမလေးကိုကဲကျင်လွန်းလို့နောက်တစ်ခါခွင့်ရေးပေးဖို့သူတောင်းပန်တယ်နောက်တစ်နေ့မှာဝီကရုံးရှိမှာလင်းနဲ့တွေ့ပါတယ်လင်းကဝီကိုမာလင်းနဲ့ဖောက်ပြန်နေတာလားဆိုပြီးလှောင်ပြောင်ဆွဆွဲပေမဲ့ဝီကတော့လင်းကသူ့ပြိုင်ဘက်မဟုတ်မှန်းသိလို့အဲ့ဒီစော်ကားမှုကိုဂရုမစိုက်ပါဘူးအစည်းအဝေးတစ်ခုမှာလင်းကရှင်ယူနဲ့နှစ်ယောက်တည်းစကားပြောချင်လို့ဝန်ထမ်းတွေကိုအပြင်ခဏထွက်ခိုင်းတယ်သူကဝီကိုတခြားမိန်းကလေးတစ်ယောက်နဲ့တွေ့တယ်လို့ပြောပြီးသူကပဲတစ္ဆာရှိမှာပါဆိုပြီးရှင်ယူစိတ်ရိုင်အောင်ဆွဲဆောင်နေသူ
အခုညီနဲ့ဆိုရင်နန်ရှိနဲ့လုပ်နေတဲ့ project ကအောင်မြင်မှာပါလို့လည်းပြောသေးတယ်အခန်းတစ်ဖက်ကနေလင်းကရှင်ယူရဲ့လက်ကိုကင်ထားတာကိုကြည့်ပြီးဝီတယောက်စိတ်တူနေတော့တာပေါ့သူကပိုးကောင်နေရှာတယ်လို့ဘာလို့နဲ့ကြားထဲကဝင်ရှုပ်လိုက်တယ်လင်းကလည်းဒေါသထွက်ပြီးသူ့အကွက်ကိုဖျက်တယ်ဆိုပြီးအပြစ်တင်တော့တာပဲနောက်တော့ကားပါကင်မှာလင်းကရှင်ကူးရဲ့ကားထဲဝင်ပြီးသူနဲ့နီးစပ်အောင်ထပ်စူးစမ်းပြန်နေဒါပေမဲ့ဝီကရဲတွေနဲ့အတူရောက်လာပြီးကုမ္ပဏီဒေတာတွေခိုးဖို့စူးစမ်းခဲ့တဲ့ကိစ္စနဲ့လင်းကိုဖမ်းခိုင်းလိုက်တယ်ဖမ်းခံရတဲ့သတင်းကရန်ရှင်းစီချက်ချင်းပဲရောက်သွားတာပေါ့သူကလည်းတအားဒေါသထွက်ပြီးတော့ရှင်ကူးရဲ့အရေးကြီးတဲ့ကုမ္ပဏီရစကိုကင်ထားတဲ့ဒုတိယအကြီးဆုံးရှယ်ယာရှင်ကိုပြန်ပေးဆွဲဖို့သူ့အတွင်းရေးမှုကိုခိုင်းလိုက်တယ်မကြခင်မှာပဲရှင်ကူးကရှယ်ယာရှင်ဖြစ်တဲ့သူ့ဦးလေးပျောက်သွားမှန်းသိလိုက်ရတယ်။နောက်ရက်မှာတော့ online မှာဝီကနံပါတ်1ဝရန်ပြေးစရင်ထဲပါနေတာကိုတွေ့ပြီးမာလူလန့်သွားတယ်။ဝီကတော့သူ့ကိုဒီလောက်အထိစုကြေးထုတ်ပြီးဖန်ခိုင်းရအောင်ဘသူကများဒီလောက်တောင်မုန်းနေတာလဲဆိုပြီးစဉ်းစားမရဖြစ်နေတာပေါ့။အဲ့ဒီနောက်မှာဝီစီကိုထိတ်လန့်စရာဖုန်းတကောဝင်လာတယ်။ဖုန်းဆက်တဲ့သူကရှင်ကူးကိုပြန်ပေးဆွဲထားတယ်လို့ပြောပြီးတတ်မှတ်ထားတဲ့နေရာတစ်ခုကိုလာခဲ့ဖို့ခိုင်းလိုက်တယ်။ဝီမသိလိုက်တာကမာလူကအဲ့ဒီဖုန်းကိုလျှို့ဝှက်အတန်သွင်းထားပြီးသူ့ကိုအနီးကပ်စောင့်ကြည့်နေတယ်ဆိုတာပဲဝီကရှင်ကူးကိုကယ်ဖို့အတွက်လူသူမရှိတဲ့အဆောက်အုံဟောင်းတစ်ခုစီတယောက်ထဲသွားခဲ့တယ်တကယ်တော့ဝီကဝရန်ပြေးစရင်မှာထိတ်ဆုံးကဖြစ်နေတော့ပြန်ပေးသမားတွေရဲ့တကယ်ပြစ်မှတ်ကသူ့ကိုယ်တိုင်ဖြစ်နေတာပါအဲ့ဒီမှာအကြီးအကျယ်ချကြတော့တာပဲလူဝင်အားမမျှပေမဲ့လည်းဝီကသူ့ကိုလာတိုက်တဲ့သူတွေကိုအနိုင်ပိုင်းပြီးမောင်းထုတ်လိုက်နိုင်တယ်အထဲမှာခေါင်းကိုအိတ်ဆွတ်ပြီးအချီခံထားရတဲ့မျိုးသမီးတယောက်ကိုသူတွေးလိုက်တယ်ရှင်ကူပဲဆိုပြီးတော့သူလဲကြပြကြရနဲ့ကျိုးတွေသွားဖြည့်ပေးတာပေါ့ဒါပေမဲ့ကျိုးလဲဖြည့်ပေးလိုက်ရောအဲ့ဒီမျိုးသမီးကသူ့ကိုလှမ်းဖက်လိုက်တယ်အဲ့ဒီမှာတင်ဝီကချက်ချင်းတန်တရားဝင်သွားတယ်အဲ့ဒီလူကရှင်ကူမဟုတ်ပဲသူ့ကိုစိတ်ဝင်စားနေတဲ့အာလီဖြစ်နေတာကိုအဲ့ဒီနောက်မာလူကအာလီနဲ့ပေါင်းပြီးအကွက်ဆင်ထားတာကိုသိနေတယ်ဆိုတာကိုသူကအကုန်ဖွင့်ပြောလိုက်တယ်သူနဲ့အာလီဖက်နေတဲ့ပုံကိုမာလူကရှင်ကူစီပို့လိုက်တဲ့အခါမှာတော့ဝီတော်တော်လေးကိုဒေါသထွက်သွားတော့တာပဲမာလူကအကြက်ရိုက်သွားပြီးအလီကသူ့ကိုပတ်စံနဲ့လက်ထိုးခဲ့တယ်လို့ဝန်ခံလိုက်ရတယ်။ဘူးကရှင်ယူရဲ့တိုက်ခန်းကိုပြန်ရောက်တဲ့အခါရှင်ယူကအရန်ဒေါသထွက်ပြီးတဝင်းတိုးနေတာပေါ့။သူတို့ရဲ့လက်ထက်စာချုပ်အကြောင်းကိုပြန်တတိပေးပြီးနောက်တစ်ခါတခြားမိန်းကလေးနဲ့ပတ်သက်တာတွေ့ရင်ရော်ကြီးတောင်းမယ်လို့တတိပေးလိုက်တယ်။နောက်တစ်နေ့မှာတော့ရန်ရှင်းကရှယ်ယာတွေအများကြီးထုတ်ဝယ်ထားတယ်လို့မာလင်းကပြောတာနဲ့ရှင်ယူစိတ်ပူသွားတယ်။ဘိုးဖွဲ့စည်းဝေးကျင်းပတော့မဲ့အချိန်မှာရန်ရှင်းကရှယ်ယာအများဆုံးလက်ဝယ်ရှိထားတဲ့အတွက်ကုမ္ပဏီဥက္ကဋ္ဌနေရာကိုယူနိုင်တဲ့အထိအာဏာရှိလာတာပါ။ဒီနေရာကိုရဖို့အတွက်သူမယိုးမသားနီးလန်းတွေတုံးခဲ့တယ်ဆိုတာရှင်ယူတေချာပေါက်သိနေတာလေ။သူနဲ့ထိတ်တိုက်တွေ့တဲ့အခါရှင်ယူကသူ့ရဲ့အာဏာယူမှုကိုလောင်ပြောင်လိုက်တယ်။ဒါပေမဲ့ရန်ရှင်းကတော့အရှက်မရှိပဲအဲ့ဒီအစည်းအဝေးကိုဥဆောင်ခဲ့တဲ့အပြင်ရှင်ယူထိုင်နေကြနေရာမှာပါဝင်ထိုင်ခဲ့တယ်။အဲ့ဒီအချိန်မှာဝူကရှင်ယူရဲ့ယာဒူးကိုပြန်ရအောင်ကူညီဖို့အတွက်တခုခုလုပ်ခဲ့တယ်။သူ့ဘန်ကိုသွားပြီးရှင်ချမ်းချန်ထားခဲ့တဲ့လုံခြုံရေးတစ်တာကိုဖွင့်ကြည့်လိုက်တယ်။ရှင်ယူကိုကူညီပေးနိုင်ဖို့အတွက်တကယ်ရှယ်ယာရှင်ကြီးကဘယ်သူလဲဆိုတာကိုအထောက်အထားရှာခဲ့တာပါ။အချက်လက်တွေရသွားတဲ့နောက်ဝူကအဲ့ဒီရှယ်ယာရှင်ကြီးကိုအစည်းအဝေးထဲခေါ်လာခဲ့တယ်။တစ်ချိန်လုံးစိုးရိမ်နေခဲ့တဲ့ရှင်ယူလည်းနောက်ဆုံးတော့မှစိတ်အေးသွားတော့တယ်။ရှယ်ယာအများစုကရှင်ယူရဲ့လက်ထဲကိုရောက်သွားပြီဖြစ်ကြောင်းဝူကစာရွက်စာတမ်းတွေနဲ့တက်ပေးပြလိုက်တော့ရန်ရှင်းထက်ပိုပြီးအာဏာရှိသွားတာပေါ့ရှင်ယူကလည်းခိုင်ခိုင်မာမာပဲရန်ရှင်းကိုယာဒူးကဆင်းပေးဖို့နဲ့ကုမ္ပဏီရေးမှာဝင်မပါဖို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲရှင်ယူရဲ့မိသားစုဝင်လည်းဖြစ်တဲ့အကြီးဆုံးရှယ်ယာရှင်ကြီးဇူးရှင်းကကိုယ်တိုင်ရောက်လာခဲ့တယ်သူကရန်ရှင်းခေါင်းဆောင်လုပ်မဲ့အရေးကိုကန့်ကွက်ပြီးရှင်ယူကိုပဲကုမ္ပဏီရဲ့အမြဲတမ်းခေါင်းဆောင်အဖြစ်ခန့်အပ်ဖို့စာချုပ်ချုပ်ခိုင်းလိုက်တယ်ဇလန်းကဝူနဲ့ကွယ်လွန်သွားပြီဖြစ်တဲ့ရှင်ချမ်းတို့ရဲ့အတိတ်အကြောင်းကိုပြန်ရောက်သွားတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူတို့နှစ်ယောက်အထူးတပ်ဖွဲ့မှာတာဝန်ထမ်းဆောင်ရင်းရှင်ချမ်းကဝူရဲ့အသက်ကိုကယ်ဖို့အတွက်ကိုယ့်အသက်ကိုစတေးခဲ့တာပါ။အဲ့ဒီအချိန်ကစပြီးဝူကနောင်တတွေနဲ့အတူရှင်ချမ်းရဲ့ကျေးဇူးကိုဆက်တဲ့အနေနဲ့ရှင်ယူကိုဘလို့အခြေအနေမှာမဆိုအစွမ်းကုန်ကာကွယ်ပေးမယ်လို့တစ္ဆာဆိုခဲ့တာဖြစ်ပါတယ်။အတိတ်ကအကြောင်းတွေပြီးသွားတော့လက်ရှိအချိန်ကိုပြန်ရောက်လာတယ်ပေါ့အဲ့ဒီနေ့မနက်မှာမာလူကဝေအသက်ခံလိုက်ရပြီလို့ထင်ပြီးဝမ်းနေနေတာဝေကတန်ဖိုးကြီးဝရမ်းပြေးဖြစ်နေတော့တယောက်ယောက်ကသူ့ကိုရှင်းပစ်လိုက်ပြီလားဆိုပြီးမာလူကစိုးရိမ်နေတာလေဒါပေမဲ့မာလူအံ့ဩသွားတာကဝေကရုတ်တရက်ကြီးပြန်ပေါ်လာတာပဲဝေကိုယ်တိုင်လဲသူ့တက်ပုံကိုအောက်မေ့ပွဲလှုပ်ထားတာမြင်တော့ဘာဖြစ်နေတာလဲဆိုပြီးကြောင်သွားတာပေါ့မာလူကတော့အယမ်းဝမ်းသာသွားပြီးဝေကဘာမှမပြောဘဲပျောက်ပျောက်သွားတိုင်းစိုးရိမ်နေရတာလို့ဝန်ခံလိုက်တယ်ဝေကလည်းစိတ်မပူဖို့ပြောပြီးသူကတကယ်တော့နံပါတ်1ဝရန်ပြေးဖြစ်တဲ့ဆောင်းမင်းပါဆိုပြီးဖွင့်ပြောလိုက်တော့မာလူကြောင်သွားတာပေါ့ဆောင်းမင်းဆိုတာဘယ်သူမှရှာမတွေ့ပဲအနည်းရဲ့ရှိဆုံးဝရန်ပြေးဖြစ်နာမည်ကြီးနေတဲ့သူလေးဒါပေမဲ့မာလူကဝေနောက်နေတယ်ထင်ပြီးမယုံဘူးခဏနေတော့ရှင်ယူကဝေဒီကိုဖုန်းဆက်လာတယ်သူကကုမ္ပဏီကရှယ်ယာရှင်ကျူးရှင်းရဲ့ပုံကိုပြပြီးရန်ရှင်းရဲ့အကြံစီတွေကြားကနေကာကွယ်ပေးဖို့ပြောတယ်ရှင်ယူကကုမ္ပဏီရဲ့အရေးကြီးတဲ့အချက်လက်တွေပါတဲ့စပါကိုလည်းဝေကိုအပ်ခဲ့ပြီးတေတေချာချာတင်ထားဖို့မှာလိုက်သေးတယ်ဝေကကျူးရှင်းရဲ့အိမ်ကိုသွားပေမဲ့ဘယ်သူမှမရှိတာနဲ့ပြန်ထွက်လာတော့သူ့နောက်ကိုလိုက်နေတဲ့အာလီနဲ့သွားတိုးတယ်အာလီကသူ့ကိုတတိထားဖို့ပြောတယ်ဝေကဆောင်းမင်းဆိုတာသူသိပြီးသားလို့လဲဝန်ခံတယ်ရန်ရှင်းကလည်းအဲ့ဒီအမှန်တရားကိုသိနေပြီမို့လို့တတိထားဖို့ဝေကိုတတိပေးတာပေါ့
အဲ့ဒီနောက်ဝေကရန်ရှင်းချင်းထားတဲ့နေရာကိုသွားခဲ့တယ်ဘာမှမပါပဲလက်ဗလာနဲ့သွားတာနော်ရန်ရှင်းကတော့ဝေရဲ့တကယ် ID ကိုတိသွားလို့ပျော်သွားပြီးရှင်ယူကိုဖျက်ဆီးပစ်မယ်လို့ချင်းချောက်တယ်ပြီးတော့သူ့လူတွေကဝေကိုဝိုင်းရိုက်နေတော့မှငြိမ်ငြိမ်လေးနေခိုင်းထားတာဝေကအစပိုင်းမှာတော့ဘာမှပြန်မလုပ်ပဲအရိုက်ခံနေတာဒါပေမဲ့ခဏနေတော့မှပြန်ချတော့တာပဲသူ့ရဲ့လက်ရည်နဲ့ရန်ရှင်းရဲ့လူတွေကိုအပြတ်အသတ်နှိမ်နှင်းလိုက်တော့သူတို့လည်းစုတ်ခွာသွားကြရတာပေါ့ရံပွဲပြီးနောက်ဦးကိုကြည့်ဖို့အလီပြန်ရောက်လာတယ်။ဒဏ်ရာအပြင်းထန်ရထားတဲ့ဦးကတော့အလီကသူ့ကိုဖမ်းပြီးစုချင်းငွေထုတ်သွားမလားဆိုပြီးကြောက်နေခဲ့တာပါ။ဒါပေမဲ့အလီကအဲ့ဒီလိုမလုပ်ဘဲသူ့ကိုကူညီခဲ့ပါတယ်။စေကူတောက်မှုခံယူဖို့သူ့ကိုဆေးရုံကိုခေါ်သွားပေးခဲ့တယ်။ဆေးရုံမှာရှင်ယူကအရန်စိုးရိမ်ပြီးဝူရှိတဲ့အခန်းကိုပြပြတလဲလိုက်ရှာနေခဲ့တာပါ။သူ့ကိုတွေးတော့ရှင်ယူကငိုယိုပြီးတောင်းပန်ခဲ့တယ်။သူ့ကိုဆုံးရှုံးရမှာကြောက်လို့အပြစ်ရှိတယ်လို့ခံစားနေရတယ်လို့လည်းဝန်ခံခဲ့ပါတယ်။ဦးကအိတ်နေတယ်လို့ဟန်ဆောင်ထားပေမဲ့သူမပြောတာတွေကိုအကုန်ကြားနေရပါတယ်။သူမရဲ့စိုးရိမ်ပူပန်မှုတွေကိုသဘောကျပြီးစိတ်လှုပ်ရှားသွားတာကြောင့်သူပြုံးလိုက်မိတဲ့ရှင်ယူကတော့သူကြည်စဲနေတယ်ထင်ပြီးရှက်ကိုရှက်ကန်းဖြစ်သွားပေမဲ့တကယ်တမ်းတော့သူအသက်ရှင်ပြီးသူမနာပြန်ရောက်လာတာကိုပဲစိတ်အေးသွားအားရပါတယ်။တစ်ဖက်မှာလည်းရန်ရှင်းဟာဒဏ်ရာတွေကြောင့်ဆေးရုံတင်ထားရပြီးလှုပ်တောင်မလှုပ်နိုင်ပါဘူး။ရှင်ယူတိုင်ချက်ဖွင့်ထားတာကြောင့်အာနာပိုင်တွေရောက်လာပြီးသူ့ကိုဖမ်းလိုက်ကြပါတယ်။ရက်နေငယ်ကြလို့ဘူးအလုပ်ပြန်ဝင်တဲ့အခါသူစောင့်နေတဲ့သတင်းချက်လက်တွေကိုရခဲ့ပါတယ်။အရင်ကတခုခုကိုစုံစမ်းပေးဖို့မာလူကိုသူခိုင်းထားခဲ့တာပါ။ရလာတဲ့အချက်လက်တွေကိုကြည့်ပြီးတဲ့နောက်ဘူးဟာစိတ်မသက်မသာဖြစ်သွားတယ်။ဘာလို့လဲဆိုတော့အခြေအနေတွေကသူထင်ထားတာထက်ပိုနဲ့နေနေလို့ပါ။တဲလွန်စတွေနောက်ကိုလိုက်ရင်ရှင်ယူကိုတိုက်ခိုက်ခိုင်းတဲ့နောက်ွယ်ကလူရှိနိုင်မဲ့ဟိုတယ်တစ်ခုကိုဝူရောက်သွားပါတယ်။တစ်ချိန်တည်းမှာပဲလုံခြုံရေးဂိတ်မှာရှင်ယူကဝူကိုလိုက်ရှာရင်းဝူရဲ့လက်တော့ထဲမှာသူစစ်ဆေးထားတဲ့အချက်လက်တွေကိုတွေ့သွားပါတယ်။ရန်ရှင်းမဟုတ်ပဲတခြားတစ်ယောက်ကသူမရဲ့ကုမ္ပဏီကိုပြစ်မှတ်ထားနေတာလို့မာလူကရှင်းပြခဲ့တယ်။ရန်ရှင်းဟာနောက်ွယ်ကကျိုးကင်သူရဲ့အတုံးချခံတက်ပဲလို့သူကပြောလိုက်ပါတယ်။ဟိုတယ်မှာတော့ဝူကနောက်ွယ်ကလူထဲမှာရှိနေမယ်လို့ယုံကြည်ပြီးအထူးသတိထားနေပါတယ်။အပြင်ဘက်ကနေရုတ်တရက်တယောက်ကသူ့ကိုဆောင်မင်းဆိုတဲ့နာမည်နဲ့ခေါ်လိုက်တန်ကြားလိုက်ရတယ်။သူသတိထားပြီးအထဲဝင်သွားတော့လက်တွေခြေထောက်တွေအချီခံထားရတဲ့လီကိုတွေ့လိုက်ရပါတယ်။အဲဒီနောက်မှာတော့ဘာသတိပေးချက်မှမရှိဘဲအခန်းထဲမှာမိခိုးတွေပြေးလာပါတော့တယ်။ဦးကချက်ချင်းပဲတုံ့ပြန်လိုက်တယ်။သူကနှာခေါင်းကိုအုပ်ပြီးတော့အစိမ့်ငွေတွေမရှူမိအောင်အလားကိုကာကွယ်ပေးလိုက်တယ်။အခန်းထဲမှာထူးဆန်းတဲ့အတန်တစ်ခုပဲ့တင်ထပ်သွားပြီးဇပွဲပေါ်မှာရှိတဲ့အနီရောင်နဲ့အပြာရောင်ဆေးလုံးနှလုံးဟာအစိတ်ဖြေဆေးဖြစ်တယ်လို့ပြောတယ်။ဒါပေမဲ့ဦးကတေချာစစ်ဆေးကြည့်တော့အဲ့ဒီဆေးနှလုံးစလုံးကအစိတ်တွေမှန်းတည်သွားတယ်။သူအလရဲ့လက်တွေကိုဖြည့်ပေးလိုက်ပေမဲ့အာလေကလွတ်လွတ်ချင်းမှာပဲဝတ်ထားတဲ့လက်နက်နဲ့သူ့ကိုဝင်တိုက်တာကြောင့်ဦးမှာတီတီလေးလွတ်သွားတယ်။ဒါပေမဲ့ဦးကအေးစစ်စစ်ပဲခုခံလိုက်တယ်ပြီးတော့အလရဲ့လက်မှာဆေးနှံတွေကျန်နေသေးတာကြောင့်ဒီဆေးတွေကိုအလကိုယ်တိုင်လှုပ်ထားမှန်းသူသိပြီးသားလို့ပြောလိုက်တယ်။အဲ့ဒီအချိန်ကျမှအလိုက်ကသူ့ကိုဖမ်းပြီးတော့နောက်ွယ်ကလူစီမှာစုချင်းငွေနဲ့လဲဖို့ကြံစီနေမှန်းကိုနားလည်သွားတယ်။တခြားတစ်ဖက်မှာတော့ရှင်ယူကဦးလေးရှန်နဲ့တွေ့နေတဲ့ကုမ္ပဏီမှာငွေကြေးခက်ခဲဖြစ်အောင်လုပ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေအတွက်ဦးလေးရှန်ကသူ့ကိုပြင်းပြင်းထန်ထန်စုပူနေတာပါရှင်ယူကလည်းအားလုံးအတွက်သူ့အပြည့်အဝတာဝန်ယူပါမယ်လို့ပြန်ပြောလိုက်တယ်။သူတို့အခြေတင်စကားများနေရင်းနဲ့ဦးလေးရှန်ကရင်ဘတ်ကိုဖိပြီးအောင့်နေခဲ့တယ်။ဒါပေမဲ့ရှင်ယူကအိမ်ကနေထွက်သွားနေပြီးဦးလေးရှင်တယောက်တကားဝမှာလဲကျပြီးတယံဆဲဆဲဖြစ်နေချိန်မှာသူ့ရဲ့ညီဖြစ်သူဇုံကဘာမှမလုပ်ပဲကြည့်နေခဲ့တယ်။ကုညီမဲ့အစားဆောင်ကဒါဟာအာနာသိမ့်ဖို့ခွင့်ရေးပဲဆိုပြီးကျေနပ်နေခဲ့တယ်။ဦးလေးရှင်တေဆုံးသွားတဲ့တဲ့ရင်ကိုကြားတော့ရှင်ယူကတယောက်တုံ့လှုပ်ပြီးစိတ်ထိခိုက်သွားတာပေါ့။စောစောကစကားများခဲ့တာကြောင့်ကိုအပြစ်တင်ပြီးစိတ်မကောင်းဖြစ်နေတယ်။အဲ့ဒီအချိန်မှာပဲအဝေကဝူကိုအရှင်ဖမ်းချင်လို့ငွေများကြီးပေးထားတဲ့လူစီကိုလက်ရဖမ်းပြီးခေါ်သွားတယ်။ရှင်ယူကတော့ဝမ်းနေနေတော့မှပဲဇန်စီကဖုံးဝင်လာတယ်။ဆွေမျိုးတယောက်တေဆုံးသွားတဲ့သူနဲ့မတူပဲပျော်ရွှင်နေတဲ့သူ့ရဲ့လေတံကြောင့်ရှင်ယူဒေါသထွက်သွားတယ်။ပြန်ကဦးလေးရှန်ရဲ့နေရာကိုသူဆက်ခံတော့မယ်လို့ပြောတဲ့အခါရှင်ယူကသူ့ရဲ့အတကြီးမှုကိုအယမ်းစိတ်ပြတ်သွားတယ်။သူအကြက်ရိုက်နေတာကြောင့်ဝူစီကိုဖုံးဆက်ပေးမဲ့ဝါကဖုံးမကင်ဘူး။သူထပ်ပြီးဖုံးဆက်ကြည့်တယ်။အဲ့ဒီအချိန်မှာအော်အိုက်ကဝူရဲ့ဖုံးကိုတထေးစီကမ်းပေးလိုက်ပြီးဖုံးကိုကင်ကြည့်ဖို့အကြံပေးလိုက်တယ်။ရှင်ကူသူ့စီကိုရောက်လာတဲ့အခါဝူကဘာမှမဖြစ်တယ်လို့တီတီငိမ့်ငိမ့်ပဲဟန်ဆောင်ပြီးအခြေအနေကိုဖုံးကွယ်ထားလိုက်တဲ့အဲ့ဒီအချိန်မှာပဲသူနဲ့ရှင်ကူနှစ်ယောက်တည်းပဲနားလေတဲ့လှုပ်ဝက်စကားကိုစကားထဲညှက်ပြောပြီးတတိထားဖို့တတိပေးလိုက်တယ်ဘော့စ်ထွက်သွားပြီးနောက်အလီကဝူနဲ့နှစ်ယောက်တည်းရှိတော့သူ့အနာကိုကတ်ဖို့စူးစမ်းခဲ့ပေမဲ့ဝူကခြိထားတာတွေကိုအလွယ်လေးဖြုတ်ပြီးထွက်ပြေးဖို့ခွင့်ရေးယူလိုက်ပါတယ်တစ်ဖက်မှာလည်းရုံးထဲမှာရှင်ယူနဲ့မာလင်ကအဖိုးရန်ပစ္စည်းတွေကိုလာခိုးမဲ့ဘော့စ်ရဲ့လူတွေအတွက်လုံခြုံရေးကိုအသေးချာတိုးမြင့်ပြီးပြင်ဆင်ထားကြတယ်။ဝူကဖုန်းထဲကနေလှုပ်ဝက်တတိပေးလိုက်တာကြောင့်မာလူကအစင်သင့်ဖြစ်နေပြီးကျူးကျော်လာတဲ့သူတွေကိုပြန်တိုက်ထုတ်နိုင်ခဲ့တယ်။အဲ့ဒီအချိန်မှာပဲရှင်ယူနဲ့မာလင်ကတကားနောက်ကနေစောင့်နေကြတာပေါ့။ရုပ်ရုပ်တဲတဲဖြစ်နေတော့မှမာလင်ကဝူကိုလူဆိုးမှတ်ပြီးမှားရိုက်မိသွားတယ်။ဝူဘေးကင်းတာကိုမြင်တော့ရှင်ကူကစိတ်အေးသွားပြီးသူ့ကိုဖတ်ထားလိုက်တယ်ပြီးတော့မာလင်ရိုက်လိုက်လို့ရောင်သွားတဲ့ခေါင်းကအဖုလေးကိုအသားအရာကင်ကြည့်ပေးနေတာပေါ့ရှင်ယူကဝူကိုပြုစုပေးနေတော့မှမာလူကရုတ်တရက်ဝင်လာပြီးကြားဖြတ်လိုက်တယ်လို့ဖြစ်သွားတယ်ဝူပြန်ရောက်လာလို့ဝမ်းသာလွန်းလို့သူ့ကိုတင်းတင်းကြပ်ကြပ်ဖတ်လိုက်ပါသေးတယ်ရှင်ယူကလူဆိုးတွေကိုရဲရဲဝံ့ဝံ့တိုက်ထုတ်ပေးခဲ့တဲ့မာလူကိုကျေးဇူးတင်စကားပြောပြီးလစာ9ဆကိုစုအဖြစ်ပေးလိုက်တယ်
တခြားတနေရာမှာတော့ဇောင်ကအဲ့ဒီညကအကြံစီမှာပါဝင်နေတယ်ဆိုတာပေါ်သွားတယ်။သူကဝူကိုအစောပိုင်းကဖမ်းသွားတဲ့ဘော့စကူးနဲ့ပေါင်းထားတာလေးအစီအစဉ်ပြတ်သွားလို့ဇောင်ကဒေါသတကြီးနဲ့သူ့ရဲ့အတွင်းရေးမှုကိုအော်ဟစ်ဆဲဆိုပြီးရှင်ယူရဲ့ကုမ္ပဏီကလူကြီးတယောက်ဖြစ်တဲ့ဇောင်ရောက်ကိုပြန်ပေးဆွဲဖို့ခိုင်းလိုက်တယ်။သူ့ကိုအကြက်ကင်ပြီးပူးပေါင်းခိုင်းဖို့ပေါ့။အဲ့ဒီညမှာကြောက်ကိုခေါမိုးပေါ်ခေါ်သွားပြီးကျုံးကရှင်ယူကုမ္ပဏီပိုင်တဲ့ program တစ်ခုကိုသူကိုယ်တိုင်တီးတန့်ထုတ်လုပ်ဖို့အစီအစဉ်ရှိတဲ့အကြောင်းပြောပြလိုက်တယ်။ကြောက်ကအစမှာတော့သူတေသနာလုပ်ငန်းတွေကအချိန်အကြာကြီးပေးရမှာဆိုပြီးငင်းခဲ့သေးပေမဲ့ဇုံးကအမျက်အစွန်းအများကြီးရမယ်ကမ်းလှမ်းချက်နဲ့ဆွဲဆောင်တော့ကြောက်လဲမတက်တာပဲသဘောတူလိုက်ရတယ်။နောက်နေ့ကျတော့ရှင်ယူကဝူဒီကိုခေါ်ပြီးသူနဲ့သူ့ရဲ့ကွယ်လွန်သူအကိုတို့တီထွင်နေခဲ့တဲ့ပြုတ်ဝက်နီးပညာအကြောင်းကိုရှင်းပြတယ်။အဲ့ဒါကဝူအန်ဝင်းလို့ခေါ်တဲ့စီမံကိန်းဖြစ်ပြီးတော့အလားအလာလဲအရန်ကောင်းတယ်လို့နေရာတော်တော်များများမှာလဲသုံးလို့ရတဲ့ project တစ်ခုပေါ့။ဝူအန်ကိုလူတော်တော်များများကလိုချင်နေကြပြီးလူတိုင်းကစေတနာကောင်းနဲ့လိုချင်ကြတာမဟုတ်လို့ရှင်ယူကစိုးရိမ်နေတာပါပြီးတော့ဦးလေးရှင်ရဲ့နေရာကိုစက်ခံထားတဲ့ဇုံနဲ့ပတ်သက်ပြီးသူမတန်တရားရှိနေတာတွေကိုလည်းဖွင့်ပြောခဲ့တယ်သူရဲ့ဒီမှန်းချက်တွေကြောင့်မိသားစုစီးပွားရေးပျက်စီးသွားမှာကိုလည်းသူစိုးရိမ်နေမိတယ်။အဲ့ဒီနောက်ရှင်ယူကကျုံးရဲ့ရုံးခန်းကိုသွားတဲ့အခါမှာဝူအီကိုသူ့လက်ထောက်အဖြစ်တမင်တက်တက်ခေါ်သွားခဲ့တယ်။သူ့ကိုဘာလို့ခေါ်တာလဲလို့မေးလိုက်တဲ့အခါမှာတော့ဇန်ကဝူဝင်းစီမံကိန်းကိုတိမ့်ပိုက်ချင်နေတဲ့အကြောင်းပွင့်ပွင့်လင်းလင်းပဲဝန်ခံလိုက်တယ်ရှင်ယူရောဝူအီပါဒါကိုအံ့ဩမသွားကြပါဘူး။သူတို့ကဒါမျိုးဖြစ်လာမယ်ဆိုတာကိုကြိုတင်သိထားပြီးသားပါဝူကဝူအန်ကိုရဖို့အတွက်ကျုံးတုံးနေတဲ့မယိုးသားတဲ့နီလန်းတွေအကုန်လုံးကိုသူသိနေတယ်ဆိုပြီးကျုံးကိုတောင်နှောင်ပြောင်းလိုက်သေးတယ်။တစ်ဖက်မှာလဲကြအောက်ကသူ့ရုံးခန်းထဲမှာအလုပ်တွေအများများနေပြီးသူတေသနာအစီရင်ခံစာတွေကိုအမြန်ပြီးတက်ဖို့မင်းကိုတိုက်တွန်းနေခဲ့တယ်။သူမထွက်သွားပြီးနောက်မှာသူကသူ့ရဲ့စိတ်ချရတဲ့တစ်တာ safe ကိုဖွင့်ပြီးဝူဝင်ရဲ့လှုပ်ဝက်စာရွက်စာတမ်းတွေကိုထုတ်ပြီးသူ့အိတ်ထဲထည့်လိုက်တယ်။အဲ့ဒီလုပ်ရက်ကိုတစ်ပါးကနေရိုက်မိသွားတယ်။မကြခင်မှာပဲဂျုံရဲ့ရုံးခန်းထဲမှာကြောက်စီကပို့လိုက်တဲ့ message ကိုဖတ်ရင်းဂျုံကပြုံးနေတဲ့စာရွက်စာတမ်းတွေသူ့လက်ထဲရောက်နေပြီဆိုတာကိုအတည်ပြုလိုက်တာပေါ့။မိသားစုစီလုံးစီချင်းအောင်ဆောင်ပြီးတော့ဂျုံကရှင်းယူကိုရှယ်ယာဝင်ဖို့ကမ်းလှမ်းပြီးကုမ္ပဏီအနာဂတ်အတွက်စိုးရိမ်နေတယ်လို့လုပ်ပြသေးတယ်ဒါပေမဲ့ရှင်ယူကတော့ခိုင်ခိုင်မာမာပဲညင်းလိုက်တယ်ဝူဝမ်ကသူ့အကိုနဲ့အတူထားခဲ့တဲ့အမွေနှစ်မို့လို့ဘသူ့အကူညီမှမပါပဲကိုချစ်ထောက်ပေါ်ကိုဆက်ရက်တည်မယ်လို့ဆုံးဖြတ်ထားတာလေဝူကဝင်ပြောလိုက်တယ်ဂျုံရဲ့ကမ်းလှမ်းချက်ကရိုးသားမှုမရှိဘူးရှင်းယူကိုကြာရှုံးစေခြင်းနေတယ်လို့ပဲလို့ထောက်ပြလိုက်တာပေါ့ဂျုံကဒေါသထွက်ပြီးပြန်អော်တယ်ဝူကသူ့ကိုစကားပြောစရာအကြောင်းမရှိဘူးဝူကလုံခြုံရေးကော့တယောက်ပဲရှင်းယူနဲ့လက်ထပ်ထားပေမဲ့လည်းမိသားစုအဆင့်တန်းချင်းမတူဘူးလို့ပြောလိုက်တယ်ဆက်ပြီးအခြေအတင်မဖြစ်ချင်တော့တာနဲ့ရှင်းယူလည်းဝူနဲ့အတူထွက်လာခဲ့တယ်ရုံးခန်းပြန်ရောက်တဲ့အခါမာလင်ကဝူဝမ်စာရွက်စာတမ်းတွေပျောက်နေတာသိပြီးပြပြတလဲဖြစ်သွားတယ်ရှင်းယူနဲ့ဝူကတော့မအံ့ဩပါဘူးเจ้าရဲ့ရုံးခန်းကဒီကကိုစစ်ကြည့်ပြီးသူခိုးသွားမှန်းအတီးပြုလိုက်ကြတယ်အဲ့ဒီအချိန်မှာပဲဂျုံကဝူဝမ်ကိုတိုးတက်အောင်လုပ်ဖို့အတွက်လိုအပ်တဲ့ပတ်စံတွေထုတ်ပေးဖို့သူ့အတွင်းရေးမှုကိုခိုင်းလိုက်တယ်။ကြောက်ကဘလောက်ပဲတောင်းဂျုံကပေးဖို့အစင်သင့်ပဲလေရက်တက်တစ်အနေငယ်ကြတော့ဂျုံရဲ့သူတေသနာလုပ်ငန်းတွေကခင်းနောက်ကျနေပြီလို့မာလင်ကလာပြောတယ်။ဒါပေမဲ့ရှင်းယူနဲ့ဝူကတော့အေးအေးဆေးဆေးပါပဲဝူကဆိုရင်အကြီးကျယ်အံ့ဩစရာတစ်ခုလာတော့မယ်လို့တောင်အရေးအမြတ်ပြောလိုက်သေးတယ်။တကယ်လဲကြောက်ကဝူဝမ် project ရဲ့ဒုတိယအဆင့်ကိုစလုပ်ရောပြဿနာတွေတက်လာတော့တာပဲ။ခိုးလာတဲ့စာရွက်စာတမ်းတွေအတိုင်းတဆင့်ချင်းလောက်တာတောင်တခုခုမှားနေတယ်လို့သူကဂျုံကိုသွားတိုင်တဲ့ဖိုင်တွေကိုတယောက်ကပြင်ထားတယ်လို့သူတန်တရားဝင်နေတာပေါ့။ဂျောင်ကတော့အံ့ဩသွားပြီးအရန်ဒေါသထွက်နေတာပေါ့။ဒါဟာရှင်ယူသူ့ကိုထောင်ချောက်ဆင်လိုက်တာလို့ယုံကြည်နေပြီးအစီအစဉ်တွေပြက်ကုန်လို့ဒေါသတကြီးအော်ဟစ်နေတော့တာပဲ။အဲ့ဒီအချိန်မှာပဲရှင်ယူနဲ့ဝူကဒီဘက်ကနေတဆင့်ဂျောင်ရဲ့တက်ခွဲခန်းကိုစောင့်ကြည့်နေကြတာရုတ်တရက်တက်ခွဲခန်းထဲမှာပောက်ကွဲမှုတစ်ခုဖြစ်သွားတယ်။သူတို့နှစ်ယောက်ကတော့ပြုံးနေကြပြီးဒီလိုဖြစ်ပျက်သွားတာကိုလုံးဝအံ့ဩမနေဘူး။ဒီရှုံးနိမ့်မှုကိုကြိုတင်မျှော်လင့်ထားတဲ့ပုံစံပဲ။တကယ်တော့ကြောက်ကရှင်ယူနဲ့တိတ်တဆိတ်ပူးပေါင်းနေခဲ့တာကျောင်းကကျောင်းစီကိုချင်းကပ်လာမယ်ဆိုတာကိုရှင်ယူကကြိုရေးထားပြီးသားလေဒါကြောင့်ကျောင်းကိုစာရွက်စာတမ်းတူတွေပဲပေးလိုက်ဖို့ညွှန်ကြားထားတာကြောက်ကလည်းရှင်ယူရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့ဖခင်အပေါ်တစ္ဆာဆောင်တည်တဲ့အနေနဲ့ကျောင်းရဲ့လောဘကိုတားဆီးဖို့ကူညီပေးခဲ့တာပေါ့အဲဒီနောက်မှာတော့ကျောင်းကလက်တော့ပြန်လာမှစိုးရိမ်တာကြောင့်ရှင်ယူကမာလင်နဲ့မာလူကိုကြောက်မိသားစုကိုဘေးကင်းရာစီပို့ဆောင်ပေးဖို့ခိုင်းလိုက်တယ်။ဒါပေမဲ့လမ်းမှာအဖြူရောင်မင်းကားတစ်စီးကကြားဖြတ်တားဆီးလိုက်တယ်။ကြောင်သမီးလေးပြန်ပေးဆွဲခံလိုက်ရပြီးမာလူနဲ့မာလင်တို့လည်းလျှက်စစ်လက်နက်တွေနဲ့တိုက်ခိုက်ခံရလို့ရှုံးနိမ့်သွားခဲ့တယ်။တခြားတစ်ဖက်မှာတော့ရှင်ယူနဲ့ကြောက်တို့က one project အစ်စ်ကိုကျောင်းလက်ထဲကနေကာကွယ်နိုင်ခဲ့လို့အောင်ပွဲခံနေကြတာရှင်ယူကကြောက်မိသားစုကိုမာလင်နဲ့မာလူတို့စောင့်ရှောက်ပေးနေတယ်လို့ကြောင်ကိုစိတ်အေးအောင်ပြောနေခဲ့တာပေါ့အဲ့ဒီအချိန်မှာပဲဗီဒီယိုကောတစ်ခုဝင်လာတယ်ဖုန်းထဲမှာသူ့သမီးလေးငိုလိုပြီးအကူအညီတောင်းနေတာကိုမြင်လိုက်ရတော့ကြောက်လဲလန့်သွားပြီးမျက်နှာပြတ်သွားတာပေါ့ဒါကိုမြင်ရတဲ့ကြောက်ရင်ထဲမှာတကယ်ကိုကြေကွဲသွားရတယ်ရှင်ယူလဲထိတ်လန့်သွားတဲ့အချိန်မှာပဲ UTC က message တစ်ခုရလာတယ်သူကြောင့်သမီးကိုကယ်ဖို့သွားနေပြီလို့ပြောထားတာရှင်ယူကလည်းဝူကကလေးကိုဘေးကင်းအောင်ကယ်ထုတ်နိုင်ဖို့အစွမ်းကုန်စူးစမ်းနေတယ်ဆိုတာကြောင့်ကိုစိတ်အေးအောင်ချုံ့မော့ပြောဆိုနေခဲ့တယ်တိတ်မကြခင်မှာပဲဝူကဗီဒီယိုကောခေါ်လာတယ်သူကြောင့်သမီးလေးကိုကယ်ထုတ်နိုင်ခဲ့ပြီးမာလင်နဲ့မာလူတို့ကိုလည်းလွှတ်ပေးနိုင်ခဲ့တဲ့အကြောင်းရှင်ယူကိုပြလိုက်တယ်သူသမီးလေးဘေးကင်းသွားတာသိလိုက်ရတော့ကြောက်ကတော့ပျော်သွားတာပေါ့ကျေးဇူးတင်လွန်းလို့မာလင်ကဝူကိုဖတ်လိုက်တဲ့အခါရှင်ယူကတော့ချက်ချင်းပဲတဝင်းတူသွားပြီးဖုန်းကိုရုတ်တရက်ချပစ်လိုက်တယ်
ဝူယုံကန်းကိုပြန်ရောက်လာတဲ့အခါရှင်ယူကစိတ်ကောက်နေတဲ့ပုံစံဖြစ်နေတာသူ့ရှိမှတင်မာလင်ကဘာဖြစ်လို့ဖက်ရတာလဲဆိုပြီးအကျိုးအကြောင်းမေးတော့တာပဲဒီတခါတော့ရှင်ယူကသူဟာဝူရဲ့ဇနီးအစ်စ်လိုမျိုးပိုင်ဆိုးပိုင်နေနိုင်တဲ့အခွင့်အရေးရှိတယ်လို့နဲ့သူ့ရဲ့တဝင်းတိုမှုကိုအထင်ရှားပြလိုက်တာဝူကတော့စနောက်ပြီးတောင်းပန်ရင်းနဲ့ရှင်ယူကိုစားလိုက်နောက်လိုက်လုပ်ပြီးအခြေအနေကိုပြန်ကောင်းအောင်လုပ်နေတော့တယ်နောက်ဆုံးတော့ရှင်ယူလည်းသူကတင်ပေးခဲ့တဲ့အသက်ပေါင်းများစွာကိုထောက်ထားပြီးစိတ်ပျော်သွားခဲ့တယ်။သူမရဲ့ချီးကျူးစကားတွေကြောင့်ဦးတယောက်တော်တော်လေးဂုဏ်ယူသွားတာပေါ့။အဲ့ဒီအချိန်လေးကိုအမှတ်တရသိမ်းထားခြင်းလို့အဲ့ဒီစကားတွေကိုထပ်ပြောပေးဖို့တောင်သူကတောင်းဆိုခဲ့သေးတယ်။သူမကိုအမြဲကာကွယ်ပေးခဲ့တဲ့ကွယ်လွန်သူအကိုဖြစ်သူရှင်ချန်ကိုတတိယပြီးရှင်ယူမျက်ရည်တွေဝဲလာခဲ့တယ်။ဦးကလည်းသူမကိုနှစ်သိမ့်တဲ့အနေနဲ့ဖတ်ထားပေးလိုက်တယ်။အဲ့ဒီအချိန်မှာပဲသူမကကျမနာမှာထာဝရနေပေးနိုင်မလားလို့တိုးတိုးလေးမေးလိုက်တယ်။အဲ့ဒီမေးခွန်းကြောင့်ဦးစိတ်ထဲတော်တော်လေးဝေခွဲမရဖြစ်သွားတယ်။သူမကိုကာကွယ်ပေးချင်တာတော့အမှန်ပဲဒါပေမဲ့ကိုယ်တိုင်တောင်မသေးကြတဲ့အရာကိုဂရုမပေးချင်ဘူးလို့ပြောပြီးသူမအနာကနေဖြည်းဖြည်းချင်းခွာလိုက်တယ်။အဲ့ဒီမှာတင်ရှင်ယူကသူမနောက်ကိုအမြဲတကောက်ကောက်လိုက်နေခဲ့တဲ့အရေးမီဟာဝူပဲဖြစ်ရမယ်ဆိုတာကိုရိပ်မိသွားတယ်။ဝူကလည်းရှင်ချန်ဆုံးပြီးကလေးကပေးထားတဲ့ဂရီအတိုင်းသူမကိုမျက်ချီမပြတ်စောင့်ရှောက်ခဲ့တာပါလို့ဝန်ခံလိုက်တယ်။ဒါပေမဲ့အခုတော့သူမကိုသူ့အတွက်နဲ့သူပဲကာကွယ်ပေးချင်တော့တာပါလို့သူကဆက်ပြောခဲ့တယ်။သူပြောလိုက်တဲ့စကားတွေကြောင့်ရှင်ယူမျောလင်းချက်တွေရလာခဲ့တဲ့ရှင်ယူကသူ့အနာတိုးကပ်ပြီးနမ်းဖို့စူးစမ်းပေမဲ့ဝူကညင်းတယ်လို့မျိုးမျက်လုံးတွေကိုမှိတ်ထားလိုက်တယ်။အဲ့ဒါနဲ့ရှင်ယူကစိတ်တူတူနဲ့ပဲသူ့ကိုလူကြောက်လို့ခေါ်လိုက်တယ်။အဲ့ဒီစကားကြောင့်ဝူလည်းနောက်ဆုံးတော့တတိမွေးပြီးသူမရဲ့မျက်နှာလေးကိုကင်ကပထမဆုံးအကြိမ်နမ်းလိုက်ပါတော့တယ်။အဲ့ဒီညမှာဝူရီစီကိုဗီဒီယိုတစ်ခုနဲ့လိပ်စာတစ်ခုရောက်လာတယ်။အဲ့ဒီစာထဲမှာအရင်ကသူ့ကိုပြန်ပေးဆွဲခဲ့တဲ့ boss ကိုအာလီကဖမ်းမိထားတယ်ဆိုတဲ့အကြောင်းပြထားတာပေါ့။အာလီကသူတို့အရင်ကစုံခဲ့ဘူးတဲ့ဟိုတယ်ကိုပဲလာခဲ့ဖို့ဝူရီကိုပြောလိုက်တယ်ရှင်ယူကလိုက်ချင်ပေမဲ့ဝူရီကလက်မခံမဲကိစ္စတွေကိုမြန်မြန်ရှင်းပြီးပြန်လာခဲ့မယ်လို့ကတိပေးပြီးထွက်သွားတယ်။ဝူရီဟိုတယ်ကိုရောက်တော့အာလီကစောင့်နေတာသူကဝူရီကိုအရင်ကထက်ပိုချောလာတယ်ပိုပြီးယောက်ျားပီတလာတယ်ဆိုပြီးမြောက်ပိတ်ပြောနေသေးတယ်ဝူရီကတော့ဒါတွေကိုဂယုမဆိုင်ပဲလိုရင်းကိုပဲပြောဖို့ပြောလိုက်တာပေါ့အဲ့ဒီအချိန်မှာပဲအာလီကဝူရီမျက်လုံးထဲကိုတစ်ခုခုနဲ့ပတ်လိုက်ပြီးခေါင်းနောက်စိတ်ကိုရိုက်ချလိုက်လို့ဝူရီတတိလစ်သွားရောဒီဘက်မှာဝူရီပြန်မလာသေးတော့ရှင်ယူကတဖြည်းဖြည်းစိတ်ပူလာတယ်ဝူရီပြန်ပေးဆွဲခံရတဲ့ဗီဒီယိုကိုလည်းလက်ခံရရှိလိုက်ရောရှင်ယူတော်တော်လေးကြောက်သွားတာပေါ့ဒါနဲ့သူလဲကုမ္ပဏီကလုံခြုံရေးအဖွဲ့တွေနဲ့အတူချက်ချင်းပဲထွက်လာခဲ့တဲ့ဟိုတယ်ကိုရောက်တော့မာလူကလုံခြုံရေးတွေကိုဦးဆောင်ပြီးရှင်ယူကိုယ်တိုင်လဲဝူရီကိုကယ်ဖို့အတွက်ဘာမှမကြောက်ပဲရှေ့ကနေညွှန်ကြားခဲ့တယ်ခေါင်းမိုးပေါ်မှာတော့အာလီကဝူရီနဲ့ရှင်ယူနီးစပ်နေတာကိုဒေါသထွက်ပြီးဝူရီကိုဒဆခံအဖြစ်ဖမ်းထားတယ်မာလူကဝူရီကိုလွှတ်ပေးဖို့ဖိအားပေးတဲ့အခါမှာအာလီကဝူရီကိုခေါင်းမိုးပေါ်ကနေရုတ်တရက်တွန်းချလိုက်ပါလေရောနောက်ဆုံးစက္ကန့်ပိုင်းလေးမှာမာလူကအနစ်နာခံပြီးဝူရီကိုဖမ်းလိုက်လို့ဝူရီမပြုတ်ကြပဲအသက်ဘေးကလွတ်သွားတယ်။ဝူရီအသက်ရှင်သွားလို့ရှင်းယူစိတ်အေးသွားပေမဲ့အာလီကဝူရီအပေါ်စိတ်ရှိနေတာကိုသိတော့နည်းနည်းတဝင်းတိုးသွားတယ်။ဝူရီကရှင်းယူကိုနောက်ခါဒီလိုအနေရများတဲ့နေရာမျိုးတွေကိုမလာဖို့ဂရုတောင်းပေမဲ့ရှင်းယူကတော့ပိုပြီးစိတ်တိုးသွားတယ်။အာလီနဲ့ဝူရီရဲ့ပတ်သက်မှုကိုသူကမကျေနပ်တာလေးရှင်းယူကစိတ်တိုးတိုးနဲ့ဝူရီကိုရိုက်လိုက်တော့ဝူရီကလူတွေအရှိမပဲသူ့ကိုတင်းတင်းကြပ်ကြပ်ဖက်လိုက်တယ်ဘေးကလူတွေတောင်ရှက်သွားရတဲ့အထိပဲပြီးတော့ဝူရီကမင်္ဂလာဆောင်အစ်စ်ပြန်လုပ်ဖို့နဲ့တရားဝင်လက်မှတ်ထိုးဖို့ပြအော်လိုက်တယ်ရှင်ယူကလည်းစိတ်မအေးနိုင်သေးပဲရှင်ချန်အသက်ရှင်နေနိုင်သေးတယ်ဆိုတဲ့အထောက်ထားတွေရထားတဲ့အကြောင်းပြောပြတယ်။ဝူရီကလည်းသူလည်းအဲ့ဒီသတင်းကိုကြားထားတယ်လို့ဝန်ခံတယ်။အဲ့ဒီကိစ္စကိုဆက်မဆွေးနွေးရသေးခင်မှာပဲမာလူကတန်တရားဖြစ်စရာဓာတ်ပုံတချို့ယူလာပေးတယ်။အဲ့ဒီထဲမှာရှင်ယူကိုတုံ့လုပ်သွားစေတဲ့ဓာတ်ပုံတစ်ပုံပါလာတယ်။အဲ့ဒါကဝူရီနဲ့ရှင်ချန်တို့တယောက်ကိုတယောက်တနက်နဲ့ချိန်နေတဲ့ပုံပဲရှင်ယူကဝူရီကိုရှင်းပြဖို့တောင်းဆိုတော့ဝူရီကဒါဟာစိတ်ရေးလေးချင်းမှုတုန်းကပုံပဲလို့ပြောလိုက်တယ်။ဒါပေမဲ့ရှင်ယူကတော့မယုံကြည်နိုင်ပဲတန်တရားတွေနဲ့ထွက်သွားခဲ့တယ်။အဲ့ဒီနောက်သူမကဝူဝီကိုသူမရဲ့လှုပ်ဝက်အခန်းထဲခေါ်သွားတယ်။အဲ့ဒီအခန်းထဲမှာရှင်ချမ်းတိတ်ဆုံးမှုနဲ့ဝူဝီရဲ့အတိတ်အကြောင်းဆောင်းပါးတွေအများကြီးစုထားတာပေါ့။ဝူဝီနဲ့သူမရဲ့ဆုံးသွားတဲ့အကူဖြစ်သူကတစ်ချိန်ကလှုပ်ဝက်ကုတ်တစ်ခုကိုဖြည့်ရှင်းဖို့အပြိုင်အဆိုင်အတူတူအလုပ်လုပ်ခဲ့ဘူးတယ်ဆိုတာကိုသူမသိပြီးသားပါ။အဲ့ဒီလိုပြန်ခဲ့ကြတာကရှင်ချမ်းတိတ်ဆုံးသွားတာနဲ့တင်အဆုံးသက်သွားခဲ့တယ်။အစကတည်းကရှင်ယူကဝူဝီရဲ့တကယ်အရှိတရားကိုသိနေခဲ့တာ။သူမကိုအနာကျင်စေဆုံးကတော့ဒါတွေအားလုံးကိုသိနေပါလျက်နဲ့သူ့ကိုချစ်မိသွားတာပါပဲငငယ်လေးကလေးကတယောက်ကိုတယောက်အမြဲအားကိုးခဲ့ကြတာတွေကိုသတိရပြီးအကိုဖြစ်သူရဲ့တကူကောင်းဆန်မှုကြောင့်တစ္ဆာဖောက်ခံရတယ်လို့ခံစားခဲ့ရတယ်ဝူဝီကသူ့ကိုယုံပေးဖို့တောင်းပန်ပြီးတကယ်တရားခံတွေကိုရှာပေးမယ်လို့ကတိပေးခဲ့တယ်အဲ့ဒီနောက်သူထွက်သွားတဲ့အချိန်မှာရှင်ယူကတော့အယံဝမ်းနေပြီးငိုယိုကြံခဲ့တာပေါ့နောက်တနေ့တာဝန်ကျနေတော့မှဝူဝီကအလီနဲ့ထက်တွေ့တယ်သူမကသူ့ကိုစိန်ခေါ်ပြီးဒဏ်ရာတောင်ရလူနီးပါးဖြစ်သွားတယ်ဒါပေမဲ့ဒီတစ်ခါတော့ဝူဝီကတမင်တက်တက်ဖမ်းခံလိုက်တယ်အဲ့ဒီနောက်အလီကသူ့ကိုဖမ်းခိုင်းထားတဲ့ boss ဘူစီသတင်းပို့ပြီးဝူဝီကိုအဆောက်အုံဟောင်းတစ်ခုစီခေါ်သွားတယ်အထဲရောက်တော့ boss ဘူကမူရင်းဝန်စီမန်ကိန်းစာရွက်စာတမ်းတွေကိုတောင်းတော့တာပဲဝူဝီကညင်းလိုက်တော့ boss ဘူနဲ့သူ့လူတွေရဲ့နှိပ်စက်တာကိုခံရတာပေါ့
မကြခင်မှာပဲမာလူရောက်လာတယ်သူကဝူဝီအဖမ်းခံရကလေးကတိတ်တဆိတ်နောက်ကလိုက်လာပြီးဝူဝီကိုကဲဖို့အပြင်းထန်တိုက်ခိုက်တော့တာပဲအလီကမာလူရဲ့တတိကိုချီးကျူးပေမဲ့မကြခင်မှာပဲအမှန်တရားကပေါ်လာခဲ့တယ်တကယ်တော့ဝူဝီနဲ့အလီကပေါင်းပြီးအလုပ်လုပ်နေကြတာလေသူတို့ရဲ့အစီအစဉ်ကဘော့စ်ဘူကိုထောင်ချောက်ဆင်ဖို့ဖြစ်ပြီးအလီကသူမရဲ့အသက်အန္တရာယ်ကိုတောင်ဂရုမစိုက်ပဲကူညီပေးခဲ့တာဝူဝီကသူမကိုကျေးဇူးတင်ကြောင်းပြောပြီးဒီအစီအစဉ်သာပြတ်သွားရင်နှစ်ယောက်လုံးအန္တရာယ်ကြီးသွားနိုင်တယ်လို့ဝန်ခံခဲ့တယ်အဲဒီနောက်မှာတော့ဝူဝီနဲ့မာလူကဘော့စ်ဘူကိုစစ်မေးပြီးဒီကိစ္စတွေအားလုံးရဲ့နောက်ွယ်မှာဘယ်သူရှိနေလဲဆိုတာကိုဖော်ထုတ်ဖို့ဖိအားပေးခဲ့ကြတယ်အကြက်ကင်ခံလိုက်ရတဲ့အချိန်မှာဘိုဆူးကသူ့ကိုခိုင်းနေသူဟာရှင်းယူလို့မိသားစုကုမ္ပဏီထဲကဘော်ဒီဂိုလို့လူသိများတဲ့သူတစ်ယောက်ဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်။ဝူဒီရောမာလူရောကအဲ့ဒီနာမည်ကိုမသိကြဘူး။အဲ့ဒီအချိန်မှာပဲဇုံရဲ့အတွင်းရေးမှူးကရှင်းယူကိုပြန်ပေးဆွဲပြီးဇန်းစီကိုပို့လိုက်တယ်။တစ်ချိန်တည်းမှာပဲရှင်းယူကိုဖမ်းမိသွားပြီဆိုတဲ့အကြောင်းဘိုဆူးစီကိုသူ့လူတွေစီကမက်ဆေ့ချရောက်လာတယ်။ဘိုဆူးရဲ့ဖုန်းထဲကမက်ဆေ့ချကိုမြင်သွားတဲ့ဝူဒီကရှင်းယူကိုကယ်ဖို့အတွက်ချက်ချင်းပဲထွက်သွားတော့တယ်ရှင်းယူကိုစက်ရုံပြက်တစ်ခုစီခေါ်သွားကြပြီးအဲ့ဒီမှာဇုံရဲ့အတွင်းရေးမှူးကသူကိုယ်တိုင်ပဲ Bald Eagle ဖြစ်တယ်ဆိုတာကိုဖွင့်ပြောလိုက်တယ်သူ့ဦးလေးရဲ့ယုံကြည်ရတဲ့လက်ယုံတစ်ယောက်ကအခုလိုတစ္ဆာဖောက်လိုက်မယ်လို့ရှင်းယူကမယုံနိုင်အောင်ဖြစ်သွားခဲ့တယ်သူကသူ့ရဲ့တကယ်ကိုရေးရာဇဝင်ကိုဝန်ခံလိုက်တယ်သူဟာရှင်းယူရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့အကိုရှင်းချန်တဲ့အတူတူစစ်တပ်တစ်ခုထဲမှာတာဝန်ထမ်းဆောင်ခဲ့မှုတဲ့သူပါဝူဒီကိုမြှားခေါ်ဖို့အတွက် Bald Eagle ကဝူဒီရှင်းယူကိုအရင်ကပေးခဲ့မှုတဲ့အယုတ်လေးပါတဲ့တောချိတ်ကိုတောင်ထုတ်ပြလိုက်သေးတယ်မကြခင်မှာပဲဝူဒီကစက်ရုံကိုရောက်လာခဲ့တယ်ဘော့အီဂိုကသူ့ရဲ့တောင်တင်းဆုံးလူမိုက်ကိုဝူဒီနဲ့တိုက်ခိုင်းလိုက်တယ်ဝူဒီကနိုင်ငံကြီးဖြစ်နေပြီးရှင်းယူကိုကယ်ဖို့စူးစမ်းနေတော့မှာပဲအာလီကရုတ်တရက်ပေါ်လာပြီးဝူဒီကိုဆေးထိုးအပ်နဲ့ထိုးလိုက်လို့ဝူဒီတတိလစ်သွားခဲ့တယ်ဝူဒီတတိရလာတော့သူနဲ့ရှင်းယူနှစ်ယောက်လုံးအဆောက်အဦဟောင်းထဲမှာအခြေခံထားရတာကိုတွေ့လိုက်ရတယ်အာလီကဘော့အီဂိုရဲ့ချင်းချောက်မှုကိုခံထားရလို့အခုလိုခိုင်းတာတွေကိုလုပ်နေရတာပါလို့ရှင်းပြတယ်ဒါပေမဲ့ရှင်းယူအနေနဲ့ဖြစ်တော့မဲ့အချိန်မှာတော့သူကတနာစိတ်ဝင်သွားပြီးသူတို့နှစ်ယောက်လုံးကိုကယ်ဖို့ဆုံးဖြတ်လိုက်တယ်အကျက်ရိုက်သွားတဲ့ Bald Eagle ကသူ့ရဲ့နောက်ဆုံးလက်နက်ကိုထုတ်သုံးလိုက်တဲ့အဲ့ဒါကတော့ရှင်းချန်အသက်ရှင်နေသေးတယ်ဆိုတာပါပဲသူကရှင်းချန်ကိုစမ်းသက်ခံပစ္စည်းတစ်ခုလိုလှုပ်ထားပြီးအုံနောက်ထဲမှာချစ်ပြားတစ်ခုထည့်သွင်းကစက်ရုပ်တရုပ်လိုထိန်းချုပ်ထားခဲ့တာပါအဲ့ဒီလိုနဲ့ဝူဒီဟာစက်ရုပ်လိုလှုပ်ရှားနေတဲ့ရှင်းချန်နဲ့အတင်းကျပ်တိုက်ခိုက်ခဲ့ရပါတော့တယ်တိုက်ပွဲဖြစ်နေတော့ရှင်ချန်းကရှင်ယူကိုရိုက်မိတော့မလို့ဖြစ်သွားပေမဲ့ရှင်ယူကအမြန်ပြေးလာပြီးသူ့ကိုဖတ်ထားလိုက်တယ်လေသူမရဲ့အချစ်နဲ့အမှတ်တရတွေကြောင့်သူလူသားဆန်လာပြီးအရင်ကအတူတူဖြတ်တန်းခဲ့တဲ့ပျော်စရာအချိန်တွေကိုပြန်တတိယသွားတာပေါ့နောက်နေ့ကျတော့ဦးကကျန်းကိုသွားတွေ့ပြီးဦးလေးရှမ်းတိတ်ဆုံးမှုမှာသူပါဝင်ပတ်သက်နေတဲ့တပ်တွေတွေကိုထုတ်ပြလိုက်တယ်နောက်ဆုံးတော့ဇန်လဲသူလုပ်ခဲ့တဲ့အမှုတွေအတွက်ထိုက်တန်တဲ့ပြစ်ဒဏ်ကိုခံလိုက်ရတာပေါ့ဝူတီနဲ့ရှင်ယူတို့ရဲ့မင်္ဂလာပွဲလေးနဲ့ပဲဇလန်းကပြီးသွားအားတဲ့အခက်ခဲတွေအများကြီးကိုအတူတူကြော်ဖြတ်ပြီးမှရလာတဲ့သူတို့ရဲ့နှက်ဆိုင်တဲ့အချစ်တွေကိုဂုဏ်ပြုတဲ့ပွဲပေါ်ဆိုတော့ဒီဇလန်းရဲ့သင်ခန်းစာကတော့အချစ်ဆိုတာပြန်ပေးဆွဲခံရတာတစ္ဆာဖောက်ခံရတာတွေမကပဲအပေးယူနဲ့လက်ထက်ရတာမျိုးကိုတောင်ကြံ့ကြံ့ခံကြော်လွားနိုင်နေဆိုတာပါပဲ